ကျွန်တော်တိတ်တာကာလမှာနောက်ကတော့လေးလာကျွန်တော်ဝိရိယဘုရားသွားလာခြင်းရဲ့အတွက်ရရှိအမှာအကြည့်ပါစေဒီနေ့သူအများစုကတော့နေ့လည်းပဲမလာနိုင်ဘူးဒါပေမဲ့နေ့လည်းပဲမလာတဲ့သူတွေလည်းရှိနေတယ်နောက်ကတော့ပြောကြခြင်းတဲ့နားမလို့ကဒါအရေးကြီးဆိုတော့ပြောချင်တယ်။ဒါလည်းကျွန်တော်ကျမ်းစာသင်တဲ့သူများတင်တာနားမလို့တဲ့အခါနားမလို့တဲ့သူတော်တော်လေးရေးပါတော့ဘောပေါ့။သူများပြောတဲ့ဟာကိုသိချာနားထောင်လို့ဆိုတော့လွယ်လွယ်ကိစ္စတော့မဟုတ်ဘူး။ဒါပေမဲ့ကျွန်မပေါ်စားဟိုင်းတဲ့ဘက်ကစကွန်လာနိုင်လို့ရှိချင်းဒီကျမ်းစာကျမ်းဖြစ်ကျမ်းစာကျမ်းဒီလည်းပြောင်းရင်စကားတော်ပဲဖြစ်ဆိုတဲ့အတိုင်းယုံကြည်ဖြစ်တဲ့ကားကင်စကားတော်ကိုတတ်တာမှာအဓိကကြားတဲ့ခန့်တာနဲ့ပါဝင်လာအောင်ကျွန်တော်တိကျတော့ကျွန်တော်တို့ကတော့ဒီလာခဲ့ရတယ်မနေ့ကကျွန်တော်ကောင်းဆုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်စဉ်းစားနေကြတယ်မနေ့ကနိုင်လေးပါစဉ်းစားနေကြတယ်နေ့လည်းတော့ပါလေကျွန်တော်ပြန်ရောက်လာပြီးတော့နိုင်ကျော်လောက်စဉ်းစားခဲ့ရတယ်ကျွန်တော်သက်တာဒီအတွက်ကောင်းကြီးမှဖြစ်လိမ့်မယ်လို့ယုံကြည်မျှော်လင့်တယ်ပင်မတော့ပင်မမယ်တင်တယ်ပင်မလွမ်းနေမယ်တင်တယ်ဒါပေမဲ့ကျွန်တော်တော့ဘာကြောင့်လဲအများနဲ့ပြောနေကြမှာတော့အဲ့တော့ easy ပဲဖြစ်တယ်တချို့တွေကတော့အခုဒီချိန်မှာတနေ့ကိုအနည်းဆုံး6နာရီလောက်ကြာမှာဆိုတော့စားတော့မစားပါဘူးထင်တယ်အဲ့တော့မနေ့ကလေးအတန်းနဲ့တက်တဲ့လူဆိုတာဖြစ်ပါတယ်အဒီမှာကျွန်တော်မနေ့ညကျွန်တော်ပြောခဲ့တဲ့အတိုင်းယေရှုတော်နဲ့ဂိနာကိုကျွန်တော်ဒီမှာစဉ်းစားဖို့တက်လာပြီးပြင်ဆင်နေတယ်ကျွန်တော်ချိန်ပြီးမှကျန်စာတော့23秒တော့စာလမ်းအပိုက်ငယ်6 23秒စာလမ်းအပိုက်ငယ်6ပါအကယ်စစစ်အကျွန်ုပ်ဒီဂျေစုနဲ့ဂရုဏာကိုတလုံးခံစား၍ခြားရဖျား၏အိမ်တော်မှာအစဉ်အမြဲနေရပါလိမ့်မည်။ကျမ်းစာပေါ်မှာဂျေစုနဲ့ဂရုဏာအင်္ဂလိပ်မှာဆိုရင် Surely goodness and mercy shall follow me all the days of my life. I will dwell in the house of the Lord forever.Goodness and mercy အင်္ဂလိပ်မှာတော့လည်းပါတယ်နဲ့မြန်မာလိုကတော့ဂျေစုနဲ့ဂရုဏာလို့ပါတယ်ထားတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဒီ23秒စာလမ်းအပိုက်ကြီး6မှာခြေပြုပြီးတော့ဒီအကြောင်းအရာကျွန်တော်ထူလာစဉ်းစားစီနေတယ်။သူတို့ရရင် concept ဖတ်လိုက်ရအောင်။ဂျေစုတော်နဲ့ဂရုဏာ23秒စာလမ်းအပိုက်ကြီး6 Grace and mercy ဖျားကြီးဆိုတော့အပယ်များတော့ကြီးမားတယ်ဆိုတော့ကျွန်တော်မရင်းညာကကျွန်တော်စဉ်းစားခဲ့ပြီဒါကြီးဆိုတဲ့ပတ်သက်ပြီးတော့စတင်ပြီးတော့အရေးမွဲပေါ်ပြတော့ကျွန်တော်အသိတော်မှာကြီးဆိုတဲ့ပတ်သက်တော့ခေါင်းစဉ်ဘယ်လောက်ဝင်လာပြီဆိုရင်ခေါင်းစဉ်90ကျော်ဝင်လာပြီးသွားတယ်အဲ့တော့မှပြောလီလေးကြီးဆိုတော့ပုံပြီးကြီးမားတယ်ပြီးသိတယ်ကျွန်တော်လည်းထိပ်ဆက်ဆံတဲ့မလေးရှားမှာနဲ့တင်တဲ့ခဏကြာမှကြီးစုတော့နော်မလေးရှားမှာတင်တဲ့ leadership အဲ့ဒါလည်းကောင်းဆုံးမှုတင်တဲ့မလေးရှားမှာတက်ခဲ့လို့ရှိနေတယ်။ဒါပေမဲ့လည်းအချိန်ပြည့်ချိန်ကျွန်တော်တက်တာဟုတ်လားအမြဲတမ်းဖွင့်ပြခြင်းတွေပဲ့ပြခြင်းသူတွေချင်းတွေပြီးတော့တကယ်ကြီးမားတယ်ကောင်းကြီးမြင်တာဘာပဲဖြစ်ပါတယ်လို့ဒီနေ့မှလည်းဒီချိန်တိုင်းရောကျွန်တော်ကောင်းဆုံးရရှိတယ်ပြင်ဆင်ပြတဲ့ပြရှင်နာမှာလည်းချီးမွမ်းလို့အခွင့်အာဏာကိုအစင်းနဲ့ဖြစ်အောင်အခွင့်အဆက်ဆက်ပေါ့လေလူတွေကြိုပြီးတာကိုယ်တွေစီပြီးတာတင်တော်တွေအစောတွေငှားရပြီးတာမှစပေါ့လေနောက်တော့ prison worship ပူဆောင်တာတော့ကျွန်တော်အတမကောပေါ့လေမိုက်ဒီမှာအစင်းပြည့်တဲ့လူတွေကတကယ်ပဲဝမ်းမြောက်တဲ့ဖျားရှင်ကောင်းကြီးပေးပါစေလို့ဆိုတော့မင်းကကျွန်တော်ကြားခဲ့တဲ့အတိုင်းကျေးဇူးတော်ဆိုတာဘာလဲဆိုရင်မထိုက်မတန်မဲ့နဲ့ခံစားရ undeserved favorကျွန်တော်ကအဖို့ကပြီးစားလို့ပဲခံစားရ unpaid favor ဒါကျွန်တော်ကကုသိုလ်တွေကျင့်နေသီလတွေဘာမှမပါဘဲနဲ့လုဆောင်ချက်မပါဘဲနဲ့ခံစား unmerited favor နောက်ဆုံးတော့ဘာလဲဆုံးတော့ဆို without cost အကျိုးအကြောင်းမပါဘဲနဲ့ခံစားရအောင်ခေါ်တယ်ယေရှုတော်ကိုခေါ်တယ်ကျွန်တော်ကျမ်းစာတစ်ချက်ပေးလိုက်တယ်ကျမ်းစာ portion တစ်ခုပေးတယ်အကြည့်ကြအောင်လူကခန်းကြီး18ပိုက်ကိုကိုယ်နဲ့ဆက်ပြီးမှဘာတွေ့ဆို Pharisee စူတောင်းချက်နဲ့အခွန်နဲ့ဆောင်းချက်ပြရ Pharisee ဆောင်းချက်ဘယ်မှာရလာပြီလားပြုချင်းတွေပေါ်မှာလွတ်ဆောင်ချက်ပေါ်ရလာအခွန်ကတော့ဘယ်မှာရတယ်အပြစ်သားဖြစ်တော့ကျွန်တော်မြန်မာလိုကတော့အပြစ်များသောကျွန်တော်လိုပါလည်းထားတယ်အင်္ဂလိပ်မှာတော့ have mercy upon me a sin
အဖြစ်သားဖြစ်တဲ့ကျွန်တော်တဏှာကြီးကစိတ်ရှိဘယ်လိုဖြောင်းမှရသွားလဲအခုကဘာလို့လဲအဖြစ်သားဖြစ်တော့ကျွန်တော်သူ့ရဲ့ဖြစ်ကိုသိရတဲ့ကြောင့်ဖြစ်တယ်။ Farisee ကအဖြစ်မပြေဘူးဆိုတာလက်ဖက်အောင်တို့လူဒီအဖြစ်ပြေတဲ့မိမိအိမ်တို့ပြန်သွားရရင် Farisee ကအဖြစ်မပြေဒါအကျဉ်းဆောင်ဖတ်ခဲ့ပြီလို့ကျွန်တော်ယုံကြည်ပြောနေတယ်။ဒါအဲ့ဒီမှာဘာတွေ့ဆိုရင်ကိုယ့်ရဲ့လွတ်ဆောင်ချက်တွေမှာသူဘာပြောလဲကျွန်တော်ဒီမတရားမကျင့်ဘူးနိုင်ချင်မလို့သူများမရအောင်ပြင်ပါအဲ့ဒီနဲ့ကျွန်တော်မရှိဘူးမှာကဤအခွန်ခံခဲ့တော့ပဲမဟုတ်တော့ကြောင့်ဂျေဇုကြီးထားပါ၏ဂျေဇုအချင်းမလွတ်လွတ်ကျွတ်ကျွတ်ကြီးမသိချင်တာတော့အနောက်သွားမလို့ဒါကျွန်တော်လည်းဒီမှာရှိတာတော့ပြောတယ်ဖြားရင်ကောင်းပြီးတော့ကြောင့်ဂျေဇုတင်တယ်မှန်လားတော့မှန်တယ်ဒါပေမဲ့ခါရီလိုပြောတယ်ကိုတော့တကယ်ချင်းကောင်းတဲ့ကောင်းပြီးတော့ကြောင့်ဂျေဇုတော်ကြီးမှာပါလို့ဖာရီရှဲဂျေဇုကျွန်တော်ခေါ်ချင်တာအိမ်ဝင်လည်းဘာလို့လဲကိုတော့တုတ်ထက်ကောင်းတဲ့အိမ်ကိုရောက်တော့ကြောင်လုပ်ပြန်။ offer ချက်ပါမလဲအခုခံခဲ့တော့ပြီဘာဖြစ်တော့ကြောင်လဲမဟုတ်တော့ကြောင်ဂျေဇုကြီးဟာကျုပ်ဒီခொနဲ့ပြင်နေရစာချောင်းပါကြီးဥစ္စာရှိမြစေဖို့လို့ဒီပါကြီးအဲ့လိုစကောင်းနေတယ်။ဘာမှမဆောင်တဲ့တုံးကဘာလဲဆိုရှင်လူနဲ့ပတ်သက်တဲ့ဟာအဲ့နဲ့မလုပ်ဘူးမတရားမချစ်ဘူးသူများမရအောင်ပြင်ပါအောင်လူနဲ့ပတ်သက်ဖျားနဲ့ပတ်သက်လို့ဘာလုပ်လဲခொနဲ့မှာနေရဥစ္စာရှိပြတော့ပြီလေဆေဖို့အရှိရှိမသက်လက်စတော့ဘာပြောလဲဖာရီရှဲတဲ့ဆေဖို့ပြီးတဲ့ခါမှာတဲ့ပင်စိမ့်မစမြက်ပင်နေလိုက်ဆေဖို့ a very legalistic တခေါ်တာအမှန်တမ်းတိကျဆေဖို့ပြီးတာနော်ပင်စိမ့်တဲ့ဆေမရဘယ်လိုပဲထားလဲတပင်းကျွန်တော်တို့မပြောနဲ့အဲ့လိုကြည့်ကောင်းတဲ့သူတွေလူချင်းပေါ်လဲကျင်ကောင်းတယ်မတရားမလုပ်ဘူးနိုင်တယ်မလုပ်ဘူးသူများမပြင်ပါဘူးဖျားတဲ့ပုံကလည်းအရင်ကကျင်ကောင်းတာဘာလို့လဲခုနှစ်မိနစ်အစားချောင်းတယ် Farisee တွေရဲ့အကြောင်းကိုလေ့လာတယ်တန်းဆောင်တော့မပါဘူးလေ့လာတဲ့အကြောင်းကနေစောင့်နေဖတ်တာပါတယ် Farisee တွေတပတ်မှာ200ဆောင်အစားချောင်းတယ်တင်းလာတဲ့အကြောင်းလေးလို့ပြောတာဒီမှာလည်းမျက်စမ်းစစ်ကြည့်အောင်တပတ်မှာ200စားချောင်းပါတယ်လက်ဆောင်ကြည့်အောင်စာရည်တော့ပုံများနေမှာစားချောင်းတယ်ပေါ့လေများပါတယ်တပတ်မှာတည်းရဲ့အဲ့ဒါများသေးတယ်တလမှာတည်းရဲ့ဒါဆိုရင်အစုံတာလို့လည်းတလုံးမှာတည်းရဲ့အော်တော့ဒီမှာရှိရှာပါလို့လေအကျင့်တရားသာမြည်ပြုရင်နဲ့တင်တို့ကျင့်သည်Farisee တို့ကျင့်တော်ကျင့်တဲ့မလုံးမသားနဲ့ကောင်းတဲ့ကဝင်ရမလားဒါဆို Farisee ကတပတ်မှ200စာကျော်ကျွန်တော်လောက်ရှာဖို့တော့မယ်ဟိုတန်ရက်တဲ့တနာတော့နည်းနည်းပူပြီးရောဟုတ်လားတော့ဆေဘူးမမပြေးစကျွန်တော်လောက်ပြီးကောင်းမယ်ဆေဘူးကိုလည်းများတယ်ဆေရကိုပြီးကျွန်တော်စက်ပြရတော့ဝေးကြည့်အောင်ပုတ်လားနည်းနည်းလေးမလုံးမသားလို့တော့ဆိုတော့အကျင့်တရားနဲ့တော့ကောင်းဖို့ရောက်မယ်ဆိုရင်ကျွန်တော်ကြည့်အောင်လူချက်တော့ပါဖို့လိုတယ်။ Farisee နဲ့ပါဖို့လိုတယ်။အဲ့တော့ကျွန်တော်တန်းဆောင်မှာပြောစီရှင်မသက်ခရစ်မှာအရှင်ရှိကတောင်ပေါ်တင်နာမှာဟောရင်းနဲ့တောင်ပေါ်တင်နာလို့မရိယာကျွန်တော်ပြောတယ်မသက်အခန်းကြီး9 6ခုနှစ်ကတောင်ပေါ်တင်နာဖြစ်တော့ဘာလို့တောင်ပေါ်တင်နာဆိုရင်ရိုးရိုးလေးပါတောင်ပေါ်ဟောလို့ပါ။လောလောလေးပဲ။တောင်ပေါ်တင်နာမှာအရှင်ကဘာပြောလဲဆိုလို့ရှိရင်မသက်ခန်းကြီး9ပိုက်နေတဲ့ဆယ်မှာကျွန်တော်ဖတ်တယ်။သို့သူဒီကောင်းတဲ့ငါတို့လိုက်ကြီးတော်သူဖြစ်နေပြီမသက်ခန်းကြီး9ပိုက်နေတဲ့ဆယ်တင်တို့ကျင့်တော်ကျင့်သည် Farisee တို့နဲ့ကျမ်းပြုဆရာတို့ဤကျင့်တော်ကျင့်တဲ့မလုံးမသားနဲ့တင်တို့ဒီကောင်းကင်နိုင်ငံတော်သို့မဝင်ရကြဘူးမလို့တယ်။ဒါကျွန်တော်အကျင့်တော်မိသေးပြုပြီးလှုပ်ဆောင်ချက်တော်ပြီးသေးပြီးပွားလာရမယ်ဆိုရင်ဘုရားတော်တားမယ်။တပါနိုင်လားဟုတ်လားဘုရားပြောတပတ်မှနေစားချောင်းလားတတလုံးမှတည်းလည်းလည်းပါရှိတာဒါဆိုကျွန်တော်ကြည့်ရသူ့ထက်ဘာဖြစ်ရမလဲဆိုတာဂျေဇုတော်ကြောင့်တာကျွန်တော်ကယ်တင်ဖြစ်တာကျွန်တော်ဆောင်ချင်တာကယ်တင်ရအောင်လေဆိုရင်ကျွန်တော်ကြည့်ရပြတ်သွားမယ်ကျမ်းပြုစရာ Farisee တွေတဲ့မလုံးမသားနေလို့ကျမ်းစာပြောတာတချို့ကခရီးတွေတော့အကျင့်ရောက်မိသေးပြုသွားကြည့်တာကိုယ့်ရဲ့လုပ်ဆောင်ချက်လားမိသေးပြုရောက်နေညဒါကြောင့်ကျွန်တော်ပြောတာကျွန်တော်ရဲ့ပြုခြင်းလုပ်ဆောင်ချက်တဲ့ဘာအရေးကြီးလဲဖြစ်ချင်းရည်တည်
ကျွန်တော်ကျန်းစာတင်တဲ့ခါမှာကျွန်တော်တခါလေးစိတ်ထဲမှာတော့စိုးရိမ်တာပေါ့လေစိုးရိမ်နေကျွန်တော်တော့ပိတ်ပတ်ပါအဲကျွန်တော်စကားပြောတာနည်းနည်းညံ့တာဒါတော့ကျန်းစာတင်လို့တရားဟောမယ်မှကျွန်တော်တရားဟောလို့နည်းတော့ထိန်းတော့ဟောပြီးပြီကျွန်တော်တရားဟောလို့ရှိရင်ဟိုစက်တနတ်တည်းတဲ့ကျွန်တော်ဟောတတ်တာကျွန်တော်တင်တော့ဆိုတော့စက်တနတ်တည်းတဲ့အတိုင်းတော့စကားအားမြင်တယ်ကျွန်တော်နောက်တော့ရောက်တော့ပေါင်းညမှာကျန်းစာတင်တာအဲ့တော့သူတို့တင်ကြတဲ့အခါကျွန်တော်တင်စင် The life of Abraham ဆိုတဲ့ကဘောင်းချန်ဟိစက်တဲ့အပိုက်နဲ့30တိကနေတော့ဘောင်းချန်ဟိနဲ့15ပိုက်နဲ့ခုလောက်ထိကိုကျွန်တော်တို့73ည14ညလောက်73ညမှာကျွန်တော်15ချိန်လောက်ပြတာစဉ်းစားခဲ့ကြစဉ်းစား The life of Abraham ဆိုပြောခဲ့တာပြောခဲ့မှာပထမဆုံးညမှာကျွန်တော်ဆူတောင်းတော့ဒီညီကိုရီးယားကျွန်တော်ရဲ့တင်လာတယ်မြန်မာနိုင်ငံမှာလည်းကျွန်တော်တင်လာတယ်ကျွန်တော်မတူပြပါသူစိတ်လို့တော့သူကအင်မတန်မှအားပေးအားထားတယ်လို့ဆိုနေသူတွေပဲကျွန်တော်စကားဆောင်သူကဗာလေတစ်ချိန်မှာတစ်ခါကြောက်လို့လားမသိဘူးသူကကျွန်တော်စဆူတောင်းတာနဲ့သူကဘာပြောစင်တဲ့ဆရာဟိုနည်းနည်းရှော့ကောင်းတယ်လို့ပြောတာဘာဖြစ်လို့လဲဆရာကဆူတောင်းတာတစ်လုံးမှနားမလို့ပြောတာတစ်လုံးမှနားတယ်ကျွန်တော်တို့လေးလာပြောတာဆရာဆူတောင်းတယ်နည်းရှော့ကောင်းတယ်ကျွန်တော်တစ်လုံးမှနားမလို့ဟာအဲ့ဒါဆိုဒုက္ခပဲပြောပြပါလေလို့ရှိရင်တိုင်းသားတွေဖြစ်တော့တိုင်းသားမျိုးဆိုမျက်နှာကြည့်ကြရပြီးတယ်လေတိုင်းသားမျိုးဆိုတော့ကျွန်တော်ပြောတဲ့စကားဘယ်လိုချင်းလေးရှိမလို့ပြောတယ်မနေ့ကတော့ feedback လာတာရှိတယ်ဒီကိုကြောက်ပါစေကျွန်တော်ပြောတာတော်တော်မြန်တယ်လို့ဒါတော့ကျွန်တော် short ထားတာပါလို့ဒီနေ့ညအဲ့လို feedback ပြီးတော့ကျေးဇူးတင်တယ်ဒီနေ့ပို့ပြီးတော့ဖြည်းဖြည်းလေးနဲ့မှန်မှန်လေးပြောပါမယ်ဖြည်းဖြည်းနဲ့မှန်မှန်ပြောအိတ်တော့မငိုက်ကြပါနဲ့ကျွန်တော်ဘာလုပ်လဲဆိုရင်အမြဲတမ်းကျွန်တော်ကြားဟောနေပဲဖြစ်ဖြစ်ကြားနေပဲဖြစ်ဖြစ်ကျက်တဲ့နောက်ဆုံးတရားဟောခြင်းလို့တတ်မှတ်ခေါ်တာသတိထားလို့အားတော်ကိုစိုက်ကျွန်တော်ပြောတာကျွန်တော်ဒီတရားဟောချက်ပြီးလောကနဲ့ထွက်သွားတော့မယ်ဆိုတဲ့အနေထားပြီးတော့ပြောတာကျွန်တော်ရှော့လည်းမပြောတယ်ဒါဒီနေ့လည်းဒီနေ့ကိုကျွန်တော်ကြားသင်ခဲ့ပြီးဒီနေ့ညလည်းဘီးကုန်ရမ်းအဲ့တော့ခုနကကျွန်တော်ပြောတဲ့အတိုင်း foreign sharing ဟာအချစ်တာကောင်းတာအဲ့ဒါကမလို့မတရားမကျင်သူများပြောင်းတယ်ပေါ့လူချင်းမှာကျင်ကောင်းတာကဆယ်ဖို့ထုတ်ပြီးတယ်ဥစ္စာရှိတဲ့ညပြောတော့တော့ဘာပြီးဘာလို့ပြီးလဲခုနှစ်မှာနှစ်ရက်အစားရှောင်းဘယ်ပတ်မှာနှစ်ရက်အစားရှောင်းဒါနဲ့တော့စတောင်းတာပြီးသွားတယ်ခုနကရပြည့်တဲ့မလွတ်တာသုံးချက်လူချင်းပေါ့ပြားခင်မှာလို့ဆောင်တဲ့ချက်တော့သူ့ရဲ့ဘာပဲဘာလို့ရှင်းတင်လာလဲလို့ဆောင်ချက်ဒါကလည်းကျွန်တော်ကျန်တာပတ်ခဲ့တာရှင်းပြကြရမယ်ခန်းကြီး18ပိုက်နဲ့14ဖြစ်ပါ foreign မူခါအပြည့်မဖြစ်အခုခါတဲ့ပတ်တော့ဘာလို့လဲထိုးသူပြီးမိမိအပြစ်ပြေလဲအိမ်ကိုပြန်သွားရတယ်အခုကဘာတောင်းလို့လဲforeign ကစတောင်းတဲ့ခါကျတော့တယောက်ချင်းရက်တဲ့လို့ပြောတယ်အခုခါတောင်းတဲ့ခါဘာပြောလဲအဝေးကရက်တဲ့ပုံစံနဲ့မတူ foreign ကတော့တယောက်ချင်းရက်တဲ့ဆိုတော့ဘာပြောတာလဲဟေးတန်းတဲ့ငါထိုက်တာမထိုက်တော့အဲ့လိုဒါပေမဲ့ foreign အဲ့လိုပြောနေပြီအခုခါတော့အဝေးကရက်ပြီးတော့ဂျူးလူတို့ထုံးစံရမိမိရင်ပေါက်လက်နဲ့ခတ်ပြီးတော့လက်နဲ့ပုတ်ပြီးတော့ရင်ပေါက်လက်နဲ့ပုတ်တယ်ဆိုတော့ဂျူးရဲ့ထုံးစံတဘာလို့သားထုံးစံမဟုတ်ဒါကြောင့်ကျန်တဲ့ဘက်မှာကျန်စာကျွန်တော်ပြောတယ်။ဘာပြောလဲဆိုရင်ကျန်စာထဲမှာရှိတဲ့ຢာတွေကလေJudaism လို့ခေါ်တဲ့ယူဒဘာသာတွေ Christianity ကိုကူးတာတွေကြောင့်ယူဒထုံးစံတွေအများကြီးရှိတယ်။ဘာလို့စီလောင်းတာလို့စီလူတာလို့စောင့်တယ်။စီလောင်းတဲ့စီလူဆိုတာဂျူးထုံးစံတဘာမျိုးတော့မထုံးစံမရှိဘူး။ဘာလို့လဲထုံးစံမရှိဘူး။ကျွန်တော်တို့ကျန်စာဖတ်တဲ့ခါမှာဒါဘာလဲဒါဘာအတွက်ဆိုကျွန်တော်ဘာလို့ဆိုတိမပေါ်တာရေးကြည့်ပါ။ကဲဥမာဆိုတော့ကျွန်တော်တစ်ခါဟောင်းပေါင်းမှာတင်တန်းပေးတဲ့အခါကျွန်တော်တကယ်ချင်းနေနဲ့တွဲပြီးတော့ဟောင်းမယ်China နဲ့မှာရှိတယ် China မှာချက်ရှာ2မျိုးရှိတာအဲ့ဒါတစ်မျိုးက government အစိုးရကနေပြီးတော့ sponsor လုပ်တဲ့တင်မှာအဲ့ဒါလည်းအသိမှတ်ပြုထားတယ်ဒါပေမဲ့အဲ့ဒီတော့မတိုးဘောဒုတိယမျိုးစားတင်တော့ underground church လို့ခေါ်တယ်မြေအောက်တင်တော့ဆိုမြေအောက်ကိုပြောကြတာမဟုတ်တော့ဆိုတော့ပြောတာလေလို့ဝတ်တာဘူးပဲပြောတာအစိုးရအသိမှမပြုဘူး government authorize လုပ်ထားတဲ့ church ကဘာလို့ပါလဲသိလား
communist party ကနေပြီးတော့ခေါင်းဆောင်ကြီးကဲဒီပတ်မြစ်တာဟောဆိုအောင်မြစ်တာဟောရအဲ့လိုမျိုးတင်တော့ကဲဒီပတ်ပေးကမ်းခြင်းဟောဆိုဘာလို့ပါလဲပေးကမ်းခြင်းကြောင့်ဟောတာဒါမျိုးတင်တော့ဒါပေမဲ့အနာကောင်းချက်ချတော့ဘာလဲဆိုတော့但是都比较细緻路才好啦。完了，这种地来说行，这种电脑的吧，这别人嘛，我还要抽胖子个对吧？别个就是把把电脑杀掉，这种的这两个人嘛杀给，啊，你把那两边让我们保存，保存这别的，这种电脑切website 被他们去把，看他好些方法，就这别不是要用这个这种，不是要后面你这个电脑。အဲ့တော့ကျွန်တော်တို့ရဲ့စာဖော်သုံးတာ ISP ပေါ့နော် Internet Service Provider အဲ့ဟောတော့လားကျွန်တော်တင်းတော့ website မှာဗာမြန်ကျွန်တော်ရန်ကုန်ကနေကိုလည်းတင်ထားလို့သိချင်တဲ့အတွက်ကျွန်တော် website click လုပ်တာသူက ban လုပ်ထားတယ်ပိတ်ထားထားလို့ကျွန်တော်ကောင်းသိလိုက်ဘာလို့ကောင်းသိလဲဆိုရင်လုံခဲ့တဲ့စိတ်နှိကျော်ကတရုတ်ပြည်တွေကိုကျွန်တော်ဥဆောင်ပြီးကျန်းစာအုပ်တွေအများကြီးသွင်းထားလို့တရုတ်ပြည်တွေကိုကျန်းစာအုပ်တွေအများကြီးသွင်းတာအဲ့တော့ကျန်းစာအုပ်တွေကကဲရှားပါပစ္စည်းဖြစ်တာကျွန်တော်တင်တော့ငွေကြေးကုန်ကြခံဝယ်တော့ရန်ကုန်ကနေတော့ပဲပုံမန္တလေးကနေတော့လာရှုနေကိုခိုင်အဲ့တော့အဲ့ချစ်စင်ရီယာအဲ့ချစ်အဲ့ခိကစင်ရီယာနောက်တော့ကိုခိုင်နေမှာမူဆယ်မှာကိုတော်လူကားတော့အဲ့ဒါတွေပြုတ်ပြီးတော့ဘာလို့ဒီအားတော့ကျွန်တော်ဘာလို့ပြစ်ကြတာခင်ဗျားဆောင်တော့တေဘာဘေးနာထားခဲ့ပြီပါအဲ့တော့ကျွန်တော်ပြုတ်ပြီးတော့ရေလုံးနှစ်နဲ့အတိအကျပြော1990လောက်ပြကျန်းစာအုပ်ပေါင်း4000ခွဲလောက်ကျော်ပို့4000ခွဲပို့တော့နေလားလူနေချင်း4000ခွဲဆိုအပန်းမတော်တော့ကျွန်တော်ခါချီလို့အဲ့လိုပို့တာအဲ့ဒါကျွန်တော်ရဲ့အသိတော်နဲ့ပြောတော့မှတ်ပြီးတော့တေခေါင်နဲ့မှတ်ပြီးတော့ကျွန်တော်တို့ website ကိုပိတ်ထားတာကျွန်တော်ယူချောင်းပြအောင်ပိတ်ထားအပြုတ်ပြေကျွန်တော်ဘယ်လိုသွားလဲထူးလေးစီစာနဲ့သွားတာဘာလို့လဲတော့သွားပြီးတော့လုပ်တာအဲ့ကျွန်တော်တို့လည်းပြပြီးတော့ underground church နာမည်မပြောရင်ဒီမှာပြောရင်သူတို့ကြားရင်အဲ့ underground church တို့ပိတ်နေမှာအဲ့ပြီးရဲ့ဒီဇင်ဘာလမှာကျွန်တော်နန်းခမ်းမှာတရားဟောတယ်ပြီးတော့မူဆယ်မှာတရားဟောတယ်မူဆယ်ကဘက်ကန်ကူပြီးတော့တရားဝင်ဗီဇာနဲ့ကူလာခုပြန်တော့အဲ့နေရာကိုကျွန်တော်အမြန်ထားနေသွားတယ်သွားတော့အဲ့နေရာမှာသွားတော့တိတ်မှသွားကြည့်အောင်ဆိုတော့ပြုစုလူတွေကကြီးမားတဲ့လူထောင်နဲ့ပြတ်နေတာဖြစ်ပါဟာလေလုယာကျွန်တော်မမျှော်မှန်းနိုင်တော့ကြီးမားတဲ့လူထောင်အဲ့ဒါကျွန်တော်ခုနပြောတယ်ဟောင်ကောင်မှာသွားပြီးတော့ဟောင်ကောင်ကျတော့ဘာလို့ဆိုရင်သူတို့ပြည်မကြီးဘက်ကနေဟောင်ကောင်လာဖို့ကလွယ်တာဟုတ်ဘာလို့အောင်းတဲ့1996 မှာသူကဟောင်ကောင်ကဘယ်လောက်ကပ်သွားပြီတော့သူတို့ဒါပေမဲ့သူတို့ဟောင်းဆက်ကောင်းတာဟောင်ကောင်ကကိုယ်ပဲအချွေရတဲ့နေကြီးဖြစ်ပေမဲ့တရုတ်ပြည်မကြီးတွေကလာတဲ့လူတွေကအဲ့ချိန်မှာဗီဇာလိုတယ်ဟောင်ကောင်လာဖို့လည်းဗီဇာလိုတယ်ဟုတ်စင်နိုင်ငံချင်းတူနေပြီမှာဟောင်ကောင်တအားထွေဟောတာအဲ့ကြောင့်သူပြန်စီးရတော့97လောက်ပါအဲ့တော့ကျွန်တော်အဲ့ချိန်မှာကြောက်သွားတဲ့ချိန်က69ခတ်တယ်တော့အဲ့မှာနှစ်ခြားတစ်ခါကျွန်တော်ရောက်သွားတယ်ရောက်တော့ရွေးချက်ကဘာလို့ဆိုရင်အဲ့မှာရှိတဲ့ပြုတ်ကြီးမှာရှိတဲ့ခုန underground ချက်ရှိတဲ့လူတွေကိုလေဘာလို့ဆိုရင်ဓမ္မပညာပြီးဖို့ဖြစ်ပါတယ်ဓမ္မပညာပတ်သက်သူတို့စီးဖို့အဲ့ဒီမှာကျွန်တော်သူတို့တက်တာကြည့်တော့အတက်တာမှာတိဆောက်ဆရာဖြစ်တာအားရှိတာဘာရှိရစင်သူတို့ကကျန်းစာဖို့ယူမလာရှိလည်းမရှိဘူးဒါပေမဲ့သူတို့ဘာလို့ထားလဲသိလားရှင်မတဲ့ခရုံဆိုတယောက်ကပြုတ်ချက်ထားတာဖြစ်တယ်သူတို့မတဲ့633ဆိုတယောက်ကထားလို့ရတာခက်လို့မတဲ့633ဖတ်ပါလို့ထားကြည့်ရတယ်ကျွန်တော်ကျိုးတော့ချမ်းသွားတာကဲမတဲ့ဆက်ရှိအပိုင်ကစကုန်းနဲ့ခုနမတဲ့ကင်ထားလို့ဘာလို့လဲအမှုလိုက်တာကျွန်တော်အမအင်္ဂလိပ်နဲ့ပတ်သက်ပြောတာမတဲ့ဆက်ရှိအပိုင်ကစကုန်းနဲ့မာကု16အပိုင်က15ပြောလို့ရမှာပဲနော်လူက24ဟုတ်လား4စက္ကွန်နော်ယောဟန်ခန်းကြီး15အပိုင်က16အဲ့လိုပြောတာပြောတော့အဲ့ဒီမတဲ့ဖတ်ထားအလုပ်ချက်ထားတော့မတဲ့ဆိုသူကလူထားကြမာကုဆိုမာကုလူလူကဆိုလူကတော့အလုပ်ရယောဟန်ဆိုယောဟန်တမန်တော်တစ်ချက်ဆိုတမန်တော်တစ်ချက်တမန်တော်ချက်ထားတော့အလုပ်ရဟာကျွန်တော်မြန်မာနိုင်ငံခရက်ရောအဲ့လိုကျန်းစာအလုပ်ချက်ကောက်တဲ့ဒီမှာကောင်းမလို့စဉ်းစားတယ်ကျွန်တော်ကျန်းစာလုပ်ဝယ်ပါ available ဖြစ်တော့ကျန်းစာဖတ်လားမဖတ်အဲ့ကြောင့်ကျွန်တော်ကျန်းစာမရနိုင်တော့အဲ့အလုပ်ကိုချက်ထားဟာကျွန်တော်ညစ်ကြလို့ဒီမှာကျွန်တော်ခံစားအောင်အောင်ကြည့်69မှာနောက်တစ်ထောင်တည်းမှာကျွန်တော်ထိုင်ရောက်တယ်ပြောတော့ခဏဖြစ်အဲ့ဒါပြောချင်တာကျော်တဲ့နေရာဖိလစ်ပီနိုတယောက်ပါကျွန်တော်တွဲပြီးတော့ဖိလစ်ပီနိုရဲ့ကျွန်တော်ရဲ့နောက်အာရှစင်ဂိုရီယန်တယောက်ရဲ့နောက် Malaysian Chinese တယောက်တို့လို့သူတာနာပြုတဲ့လုပ်ငန်းတွေပတ်သက်ပြီးတော့ကျွန်တော်ကတော့တင်နန်းပို့ချတာတင်နန်းပို့ချကျွန်တော်တင်နန်းပို့ချတော့ကျွန်တော်တော့China group ပေါ့အတင်းတော့သူပြင်ကြည့်ထိုင်းတာတင်နန်းလေးတာမကျော်တကယ်တော့ဘာတင်လဲဆိုရင်
time and custom ဆိုတဲ့အချိန်ကာလနဲ့သူတို့ရဲ့ယဉ်ကျေးမှုဆိုတဲ့အကြောင်းကိုသင်ပေးတယ်။ဒါကြောင့်ကျမ်းစာအဓိပ္ပာယ်ဖွင့်တဲ့အခါမှာသူတို့ယဉ်ကျေးမှုကြီးအဓိပ္ပာယ်ဖွင့်ရလို့ပြောတာ။အဲ့တော့ဘာပြောလဲဆိုလို့ရှိရင်ပြောလဲပြောကြောက်ရှိလားအေးဖိလစ်ပိုင်ဟေးပါစာနာမြေငါတို့ဒီနေ့ဒုက္ခလာပြုတယ်အဲ့လိုပြောတာဟဲ့ဘာလို့ဒုက္ခလာပြုဒီကျုပ်ဒီပါကျမ်းစာအဓိပ္ပာယ်ဖွင့်တာသူတို့ context နဲ့ဖွင့်လို့ပြောတာ context ဆိုတော့သူတို့ရဲ့ယဉ်ကျေးမှုနဲ့ဖွင့်လို့ပြောတာအဲ့နဲ့ဘာဖြစ်လို့လဲပြောတော့ငါမေးတယ်ကွာတဲ့တောင်းပေါ်ကျွန်တော်ငါတို့သိရမယ်မတဲ့ကိုချိန်ခံတော့ဘာပြောစင်မင်းတို့သားသမီးဟာတဲ့မုတ်တောင်းရင်ကြောက်ခဲပေးတဲ့ခေရှိတာရှိလားမရှိဆိုတော့ဖခင်ကအသွေးသားတဲ့ဆယ်ဖခင်အဲ့တော့ကောင်းရင်ဘုံဖြစ်ဘာဖြစ်လဲအိုးရခေါင်းတူပြောတာအဲ့ဒီပြောတော့ဘာပြောတယ်မင်းတို့သားသမီးကငါတောင်းရင်ဝေပေးတဲ့ခေရှိတာလို့မေးတာအောက်က Chinese ကဘာပြောလဲငါတောင်းတာဟုတ်တဲ့ငွေပေးအဲ့ငွေပေးရဲ့ဗျာပို့ပြီးတော့ခေါင်းတယ်ပြောတာကျော်တယ်ကြာဟာကြောချမ်းပါအေးဘာဖြစ်လို့လဲနောက်ကသူကလေးလာမှဘယ်ဟုတ်လဲသူတို့ရှိမှာဟာလားငါအင်းတဲ့ဘွဲဆိုင်ဟောင်ကောင်ဒေါ်လာနဲ့ဟာလား8ကျပ်လောက်ရှိတဲ့အချိန်မှာသူကငွေသားနဲ့စားရင်ဒေါ်လာ350ဘာသာရှိတာဆိုတော့အဲ့ဒါဖြစ်ငွေသားနဲ့ဆိုင်ဘာဖြစ်လဲသူက specialty ရှိနေတာငွေသားရင်အထူးနေတယ်အဲ့တော့နေတာစားရင်ငါရဲ့စားရင်80ငွေသားနဲ့စားလဲပေါ့ငါကတော့တကယ်ချင်းရမေးတာအေးမင်းတို့တာမီးကအဖေရှိမှငါတောင်းရင်ငွေပေးမဲ့ဖေရှိတာဆိုတော့ဟာငွေပေးတဲ့ပြပိုကောင်းတယ်ပြောတာဒါတော့လေတော့အဲ့ချင်မကျွန်တော်အဲ့ဖိလစ်ပီနိုနဲ့ကျွန်တော်ရှိတာဒီလားမင်းကမေးမမေးရတယ်အဲ့လိုပြောတာအဲ့တော့တချို့တောင်းပေါ်မှာကျွန်တော်ရောက်တော့ကျွန်တော်အာဏာရေးဝါကြောင့်ပြောတော့ငွေကလူမိမလာလက်စားသွားတယ်ပေါ့လက်စားသွားတယ်အတောင်ပေါ်တိုင်းသားပါကျွန်တော်နေရာမှာဆိုတော့ကောင်းကောင်းပြပါအဲ့ဝေကိုချက်စားလိုက်တောင်ပေါ်တိုင်းအဲ့လိုပြောကျွန်တော်တို့ဆိုရင်တောင်ပေါ်သားဆိုတော့လူတွေအပြစ်ချက်ရောက်စားလို့ကျွန်တော်ဆိုငွေလာတော့စားပါသူကလူပြောတာသူကိုယ့်ရဲ့ချင်းနဲ့တိတ်ပဲဖွင့်နေတာအဲ့ဒါကျန်းစာခုနကျွန်တော်ပြောလို့ကိုယ့်ရဲ့ချင်းနဲ့တိတ်ပဲဖွင့်နေတာ Bible times တာမကျမ်းစာရဲ့ချိန်နဲ့ Bible custom ကျမ်းစာရဲ့ယဉ်ကျေးမှုနဲ့ဘာလို့လဲအတိတ်ပဲဖွင့်လို့တယ်ကျခုနအရှင်ရှိပြောချင်တာမွေဆိုတဲ့အခါတာမမွေလို့ပြောတာကို Bible ဆိုပြောတာအင်္ဂလိပ်မှာအိမ်မှာတာမအစိတ်ပြင်းတဲ့မွေလို့ပြောတာတော့လူကတစ်ချက်ထည့်တာဘာလို့လဲမင်းတို့ကလေးကတဲ့ဟုတ်လားစားစရာကောင်းရင်ကိမိကောက်ပြီးပဲဖြစ်ရှိတာလို့ပြီးလားဟုတ်တယ်နော်ကိမိကောက်ပြီးတယ်အမတည်းဟာကိမိကောက်ကိုစားတော့ကောင်းတယ်လို့ပြောဟုတ်လားမြန်မာနိုင်ငံကိမိကောက်တွေအများကြီးကတေးကိုရောက်နေတော့အဲ့လိုဖြစ်တာဆိုတာကျန်းစာပြောတဲ့ essence လို့ခေါ်ကျန်းစာရဲ့တကယ်ရည်ရွယ်ချက်ကတတ်တာအော်ဒါကြောင့်ကျန်းစာကိုကိုလူရဆွဲလို့ရတာအဲ့ဒီထားလို့แล้วก็ကျွန်တော်ရေပတ်နဲ့ခန့်တယ်ဆိုတာဘာထုံးစံလဲဂျူးထုံးစံအော်ဒီလိုဒီပြဂျူးဆိုတာဘာလို့အောင်လဲနောက်လာရဘာလို့အောင်လဲရေပတ်ကိုအောင်ခတ်ကြမှာပြောချက်ဂျူးထုံးစံအဲ့တော့ခလီကျဆန်မှာရှိတဲ့အရာတွေကကျွန်တော်ရဲ့ထုံးစံလားသူရဲ့ထုံးစံလားဘာလို့လဲပိုင်းခြားသိဖို့ခုနပိုင်းခြားမသိရင်ခုနလိုငွေပေးတဲ့အရာမှာဖြစ်သွားတယ်ပိုကောင်းလို့ဒါတော့ငွေပေးတဲ့အရာကောင်းတာမဟုတ်ဘူးအဲ့တော့ဒီနေ့မှာပြောချင်လို့ရှိရင်ကျွန်တော်ရဲ့ဘဝတက်တာထဲမှာကျန်းစာတိတ်ပဲဖွင့်တဲ့အခါမှာကျန်းစာရဲ့အခြေအနေသိဖို့လိုတယ်ကျန်းစာနောက်ခံသိဖို့လိုတယ်ကျွန်တော်ဘာဖြစ်စေလဲကျွန်တော်ကျန်းစာဖတ်တဲ့အခါမှာလေကျွန်တော်အားပေးနေတာကျန်းစာတစ်ပိုင်းလို့ပဲဖွက်ပြီးတော့ဖတ်နေတယ်ရှေ့မှာဘာပြောတယ်လဲနောက်မှာဘာပြောတယ်လဲအဲ့ဒါဘာလို့လဲဖတ်ဖို့လိုတယ်ကျန်းစာတစ်ပိုင်းလို့ပဲစိတ်ချက်မကောက်ဘူးကြောက်စရာကောင်းဘာလို့ကြောက်စရာကောင်းလဲဆိုရင်ကျန်းစာရဲ့အနှစ်သာရဖျားခင်ဆိုလို့ရင်ဘာဖြစ်လဲမသိနိုင်ဖြစ်သွားနိုင်တယ်အဲ့တော့ကျန်းစာတိတ်ပဲခုနကတအားရေးကြီးတယ်တော့ကျွန်တော်ကျန်းစာတဲ့အခါမှာမနေ့ညတဲ့ပုံစံစဉ်းစားမိတယ်နော်လူကာ15ခုနဲ့လူကာတစ်ပိုက်ဖတ်သွားတာပြောတယ်တာကြီးအဲ့လိုမျိုးကျွန်တော်အဲ့လိုလေးပဲဖတ်သွားတယ်အဲ့လိုမျိုးတစ်ပိုက်အဲ့လိုဖတ်ရှုခြင်းမှာအိမ်မှာတော့ကောင်းနေတာဖြစ်တယ်ဒါဆိုမနေ့ညတော့တန်းချင်နေပြရတယ်ဖတ်ခဲ့ကြတယ်
မျက်နှာလေးကြည့်ရတာတော့ဖတ်ပြီးတဲ့ပုံစံကြည့်တယ်မယ်ဖတ်ပြီးလို့ပဲတတ်မှတ်ပြီးဆက်ပြောတော့မနေ့ကကျွန်တော်အများကြီးတွေ့တယ်တော့ကဲတော့ဒီခုနပြောတဲ့ဂျေစုတော်အကြောင်းပြောရအောင်ဂျေစုတော်မနေ့ကကျွန်တော်ပြောတဲ့အတိုင်းဘာပြောတယ်ပထမစာကြောင်းဘာပြောလဲမထိုက်မတန်ပဲခံစားရမထိုက်မတန်ပါနဲ့ခံစားရခြင်းအဲ့ဒါပါစီဂျေစုတော်ဖြစ်ပါတယ်မထိုက်မတန်ပါနဲ့ခံစားရတယ်ယူနာကြတော့အဲ့ဒါလေးနဲ့ဆန့်ကျင်ဘက်ဖြစ်ပါတယ်ယူနာကြတော့ဘာလဲဆိုလိုက်ခိုင်းအောင်ထိုက်တန်ပါနဲ့မခံစားရခြင်းယူနာကြတော့ဖတ်ပါနဲ့ကောင်းပြန်ထိုက်တန်နဲ့ဒါပေမဲ့ထိုက်တန်ပါနဲ့ဘာမှမပြောင်းဘူးမခံစားရအဲ့ဒါပါစေ mercy အင်္ဂလိပ်မှာဒီ grace ကျေးဇူးတော်ပါစေ we receive what we do not deserve မထိုက်မတန်ဟာကျွန်တော်လက်ခံရရှိခြင်းအဲ့ဒါကျေးဇူးတော်ဒါပေမဲ့ဒီ mercy is we don't receive what we do deserve ကျွန်တော်ထိုက်တန်နေရတဲ့အရာတွေရဖို့တင်ပါတယ်ရဖို့ထိုက်ပါတယ်ဆိုပေမဲ့ထိုက်တယ်ရတာဘာဖြစ်လဲမခံစားရဆိုရင်ပထမပိုင်းမှာတော့နည်းနည်းတချို့တွေမကြောက်ဘူးလေနည်းနည်းခက်ခဲတယ်စိတ်ရှိပြီးခံတဲ့ဝိုင်းအောင်လေးရတယ်တော့ဒိတ်ပဲဖွင့်ဆိုနေချိန်မှာချို့တွေမျက်နှာတွေအားကြီးသိဟာဘာမှပြောနေတာနောက်ပိုင်းကျမှပျောက်တော့သားပြောမှမျက်နှာနဲ့ပါရွှင်လန်းလာဘာလို့ဆိုပထမပိုင်းမှာကျွန်တော်ကစတဲ့အခါမှာကျွန်တော်ပြောချင်တဲ့doctrinal ဩဝါဒကိုကျွန်တော်မြင်မြင်ထားချင်တယ်ဘာလို့ကျွန်တော်ဒီတိကျတဲ့နေကျွန်တော်မနေ့ကလည်းကြားတယ်ပြောပြပါတယ်ဘာပြောစင်လိုက်ပါ right believing makes right living မှန်ကန်သောဩဝါဒရှိမှာပါမှန်ကန်သောဘာဖြစ်လဲအသက်ရှင်ဖြစ်မှန်ကန်သောဩဝါဒရှိဖို့ပဲအသိတော်တစ်ခုပါဒါပေမဲ့ဩဝါဒကေတော့မဟုတ်ဘူးအရှင်ရှိပါကေအဲ့တော့သိချောင်းလို့ဩဝါဒကျွန်တော်ဒေါက်ထရကျွန်တော်ကေတာမဟုတ်အသိတော်တော့ဒေါက်ထရတစ်ခုရှိဖို့ပဲ fellowship ဆို ဒေါက်ထရတစ်ခုရှိဖို့ပဲတတ်တမမကိုယုံကြည်ခြင်းတူညီတဲ့ဒီကောင်ကစူးစီးတော့ဟေးငါတို့တို့ကဒီပုံစံနဲ့သွားမယ်အဲ့လိုလည်းရှိဖို့လိုတယ်ရှိဖို့လိုဘာလို့ကျွန်တော်အသိတော်ကလာပြီးတော့အသိတော်တော့သိတော့တာမဟုတ်ဘူးဒါပေမဲ့တခုတော့သိချာစေတယ်လိုက်ပါတော့ Christ loves the church အရှင်ရှုပြီးဟာလားအေဘောစာခန်းကြီး9ပိုင်းနဲ့စာခရစ်တော်ဒီအသိတော်ချစ်တယ်ပြောတာကျွန်တော်အသိတော်သွားတော့အသိတော်တောင်းနေလို့ပြောပြတယ်အသိတော်ဆိုကျွန်တော်အသိတော်ကြောင်းပြောတော့တော့ကျမ်းစာရဲ့အရှိအသိတော်ကြောင်းကျွန်တော်ပြောတာအဲ့တော့အသိတော်သားနေတယ်အသိတော်ကိုကျွန်တော်ဦးစားပေးပြောနေတယ်အဲ့ဒီကကျွန်တော်ပြောတဲ့အတိုင်းကျေးဇူးတော်ဆိုတာဘာပြောတာလဲမထိုက်မတန်ပဲနဲ့ခံစားရဂိနာကြတော့ထိုက်တန်ပါရဲ့နဲ့မခံစားရကျေးဇူးတော်မထိုက်မတန်ပဲနဲ့ခံစားဂိနာတော့ထိုက်တန်ပါနဲ့မခံစားရဟုတ်ပြီဒါလည်းသိပြီနော်နောက်ပဲကျွန်တော်ကအဖြစ်ဖြစ်ပြောတဲ့ခါမှာပန်ကန်စွာပြောနေလို့ဖျားရှင်မစားပါစေပေါ့အဖြစ်ဖြစ်ပြောတဲ့ခါအဲ့ဒီကိုကျွန်တော်ပိုင်းချားတော့အဲ့ဒီတော့ပိုင်းချားပြင်မှာကျွန်တော်ဘာဖော်ပြချင်လဲဆိုလို့ရှိရင်ပထမတစ်ချက်ပထမတစ်ခုဘာလဲဆိုရင်ကေတင်ချင်းမှာကောင်းမြတ်တဲ့လက္ခဏာဆိုတဲ့အပေါင်းလက္ခဏာဇာတ်နဲ့ဟာရှိတယ်ကေရင်မှာအပေါင်းလက္ခဏာဇာတ်နဲ့အင်္ဂလိပ်မှာပြောတယ် positive side of salvation ကေရင်ချင်းမှာအပေါင်းလက္ခဏာဇာတ်နဲ့ဟာရှိတယ်အဲ့လိုပဲကေတင်ချင်းမှာ negative အနုလက္ခဏာဇာတ်နဲ့ဟာရှိမကောင်းတဲ့ဟာရှိကေတင်တယ်လို့ပြောတဲ့အခါမှာဘုရားခင်ကမကောင်းတဲ့ຢာတွေကရွေးနှုတ်ကောင်းတဲ့ຢာတွေကိုပို့ဆောင်ခြင်းဖြစ်ကြတယ်။ဟာလေလုယာ။ကေတင်ကြီးအဲ့ဒါ။အော်ကေတင်ကြီးဥပမာဆိုတော့ကောင်းတာမကောင်းတာကျွန်တော်ဘယ်လိုပိုင်းခြားလို့ဆိုရင်ကျွန်တော်ဝါဒကိုပြောလိုက်မယ်။နော်ဝါဒကိုပြောအဲ့ဒါကောင်းတာမကောင်းတာလို့ပြိတ္တညာပိုင်းခြားပြီးပါ။ထာဝရအသက်ကောင်းလားမကောင်းလားကောင်းလားတော့ဆိုပြအောင်မထားမယ်ကျေးဇူးတော်အောင်လေကျေးဇူးတော်အောင်အပေါင်းနဲ့အောင်ထားဒါဆိုရင်ကျွန်တော်ရေးလိုက်တော့သဘောတူလားဟုတ်ပြီထားပါမယ်ထားရတဲ့ကကောင်းလားကောင်းတယ်အပေါင်းနဲ့လာစားတယ်ဒီခွတ်တော့ကျွန်တော်ထားရတဲ့ပြီးတဲ့ခါရောမပြီးတာမဟုတ်ဘူးထားရတဲ့စัจจิမဖြစ်တဲ့လိုက်ခိုင်းအောင်ထားရနေရဲ့ကောင်းလား
không anh nói khả năng nó sẽ có ai vậy cái nào thì thao gì anh hậu cho chán sao thì phát triển là gì mà nó bắt đầu làm thế nào xin nhớ hàng cái này akan itu apa yang sana apa yang saya cakap kalau ya apa chán sao cho họ biết sự perishing được rồi precision được vào cái nào đã khi nào rồi mình đó tụi bọn đi precision đâu mà ya thao ra tới của ya gì chứ à chán sao được đó rồi vậy cũng vậy precision của vậy thao ra tới của ya gì chứ à chán sao sang ngắm họ sẽ cho họ akan itu mà biết đó đi cái chuyện này phải ăn kia, chế度phải ăn kia quý nào mà bây giờ bao nhiêu bắt tay kia, cái này cho đi luôn đúng không? cho nó có thể bao nhiêu đi thêm mà, thảo ra tay ya bu, vấn đề ya thay nào mà thế? thảo ra tay ya vấn đề ya thay nào đấy? cho nó biết cái gì đó thì chúng mà thay nào? anh cứ như vậy, hey thảo ra tay ya luôn, thảo ra tay ya luôn, mà thay nào để cái gì cho nó dễ đi được cái này, cái này thì làm cho nó bảo không được đi được. cái này chỉ nên nhận được sẽ làm bằng được rồi. cho nên bây giờ cái này tháo ra tay ông này thay cả nào? mà thay cả không? đó bây mà thay cả rồi đấy. chỉ rồi chả? tháo ra tay này. chỉ rồi sao mà đấy? làm gì vậy? mà thay cả rồi đấy. khán giả. nó tháo ra tay ông này thay cả đấy. cho nên bây giờ cái này là先去嘛把给了。cho nên cái này chỉ nên cho nó là nature, cho nó là giá trị bị áp chế. thao ra tay áp bộ, anh ấy mà thay đổi. Tại vì tôi nói thay đổi thì nó lùi xìm áp đấy. Tôi nói chung là tên là gì đó, tì đá rồi đi mang người ta đi đi. Hey thao ra tay áp bộ thay đổi, tì đá thay đổi, hey mà chứ. phố tiêu sản lên thì thay đổi là gì à? từ quả tiêu sản kia à? Không à? Không. thao ra tay áp chính là bắt tên à? nếu chính là mà bắt tên phụ. tôi cho một lần thế khi anh ta nói cái là anh luôn đấy khi anh cái là bất phi phụ khi anh ta nói anh luôn đấy khi anh ta nói cái là khi anh luôn đấy thì là bắt thêm là cá cổ đồng mà nếu mà mỗi cái và cá cổ đồng thì to một cái tôi bảo là siêu lo về cái số xử lý cá cổ đồng thì là cá cổ mà đi trong trái thì bây giờ cá cổ đồng mà mỗi lần cái số bao tôi bây giờ mỗi lần cá cổ đồng thì to lắmဖြစ်ဘူးခရိယာမိသားစုမွေးလာတဲ့ခရိယာမဟုတ်ဘူးလူမျိုးနဲ့မွေးတဲ့သားမဟုတ်ဘူးမိတို့သားသားနဲ့မွေးတဲ့သားမဟုတ်ဘူးလူလိုနဲ့ဖြစ်တဲ့သားမဟုတ်ဘူးဖျားခင်ဖြစ်ပွားစေတဲ့သားလို့ကျမ်းစာပြောတော့ရှမ်းပြည်ခဏကြီးပိုင်းနေစိုးတော့လာတာဖြစ်ပါတယ်ဒီနေ့ဘာပြောဆိုရင်ကျွန်တော်ရဲ့ပဂတိအားဖြင့်ထာဝရတရားကိုဘယ်တော့ခိုက်တာလဲဒါမှမဟုတ်ဘုရားထာဝရတရားလာတယ်ယေရှုကဘာပြောလို့လဲမထိုက်မတန်တော်လဲဂျေဇုတော်ကြောင့်သာရတဲ့ကိုဖြစ်တယ်ခံစားရတယ်။ကဲတော့ခုကြည့်တယ်။ကျွန်တော်ရဲ့ဗတိကားနဲ့လဲကြောက်ပေါ်တော့ထိုက်တယ်လေ။အားလုံးထိုက်တယ်။အားလုံးထိုက်တယ်။လဲကြောက်လို့ဘာလို့ဆရာလို့လဲ။ဘာလို့ဆရာလို့လဲ။ပြောလို့ဘာလို့ဆရာလို့။တချို့လဲကြောက်ဘာလို့မထိုက်လဲ။ဒီနေ့ဘာမှလည်းတောက်ပြရမယ်။ဟုတ်။မတောက်လဲကြာပြီလား။တောက်ပြီလေ။ကျော်လို့တယ်တောက်လေကြာတယ်တောက်လေကြာတယ်ထူတော့စပါကြာမယ်တူမာရီဆိုတော့ကျွန်တော်ထောင်ရရေးကြောက်တယ်ဘာလို့ဆရာလို့လဲမနေ့ကကျွန်တော်ပြတဲ့ကျန်းစာဖတ်ကြည့်ပါလိမ့်ဘာပြီးခါရောမှာ50ရောမှာ58ရောမှာ59တက်ကွာ50နဲ့မနေ့ကပေးပြီနော်50ပြောစားလိုက်တယ်ငါ58ပြောစားလိုက်တယ်တော့ပေးခဲ့ပြီအဲ့ကျန်းစာပြန်ဖတ်စီအဲ့ဖိုင်တော့ကျွန်တော်ခုနပြောတာတော့ဘောပေါက်ပြီကျန်စခုနကျွန်တော်ပြောတယ်ထာဝရငရေအကြောင်းနဲ့ဘယ်တော့ခိုက်တန်လဲအားလုံးကျွန်တော်ရဲ့အခြေအနေပဂရိအခြေအနေအပြင်ကျွန်တော်ရဲ့ flash ကျွန်တော်ရဲ့ဇာတိပိကအပြင်ဘယ်တော့ခိုက်တန်လဲအားလုံးငရေအကြောင်းနဲ့ဘာလို့ဆရာလို့လဲဘာလို့ဆရာလို့ထိုင်နေလဲအိတ်နေလဲမတက်ရနေလဲဘာလို့ဆရာလို့လဲကျွန်တော်ငရေအကြောင်းတစ်ခုတော့မယ်ဖြစ်မဟုတ်ဘူးငရေအကြောင်းနဲ့ခင်ဗျာဘာမှလို့ဆရာမလို့အပြစ်သားနဲ့ဝေးလာကြမှာဖြစ်ပြီးသားနဲ့ငရေအကြောင်းကြောင့်50နောက်ဆန္ဒပိုင်ကအကျဉ်းစာမှာပြောတယ်လားအကျွန်ုပ်ဒီဝိစားကအပြစ်ပါပဲရှိပါလိမ့်အမိမနဲ့မှာပဋိသတိယူဆိုပြီးအပြစ်ဆွဲပါလိမ့်ဘယ်ရတဲ့တော့လားဝိပါပဲရဝိရပါဖြစ်လို့ခေါ်တယ်အဲ့ဝိရပါဖြစ်ကြောင့်ကျွန်တော်ဘယ်ကြပြီလဲခြားရငေးကြတယ်
ကြောင့်ငဲကြောက်ပဲဘာလို့အောင်လဲဘာလို့လဲအရင်တော့ကြောက်လို့လားမတော့ရောအဲ့ဒါလူဒီအာဏာကြောင့်ပစ္စည်းချင်းပူတော့ငဲကြသည်ဖြစ်၍လူဒီအရင်တော့ငဲကြတော့မြင်တယ်အဖြစ်မတော့မြင်လဲလေကြမဲ့တူကျွန်တော်လည်းစဉ်းစားမလားလို့ချုံချက်။ဟိုကြားမဲ့တူဆိုတော့စက်ငဲကြောက်တော့ဟောနေတာမဟုတ်လား။တချို့ဘာထင်လဲဆိုလို့ရှိရင်ငဲကြောက်တယ်တစ်ခုခုလုံးလို့ဖြစ်တယ်လို့ထင်တာ။တမန်ကြီးကကျွန်တော်ပြောခဲ့တယ်။ဒီချိန်ကမှကျွန်တော်စမ်းစာတင်တော့အပြစ်သားမှုနဲ့အစိတ်ထောင်ရတဲ့လူတွေပြောတယ်။တော့ဘယ်လိုထင်လဲအပြစ်လုပ်လို့ပဲထောင်ကြရတယ်ပဲဘယ်လိုထင်တာလဲအပြစ်သားလို့ထင်တာမဟုတ်ဘူး။ကျွန်တော်ပြောတယ်ထောင်တော့ငဲကြောက်တယ်ဘယ်တော့ထိုက်တယ်လဲအားလုံးဒါပေမဲ့ကျွန်တော်ခုနကြည့်ရအောင်ထိုက်တန်တော်လေခယူနာတော့ကြောင့်ငဲကြသေးလားကြောက်ကျွန်ငဲရတော့ချင်ဘာကြောင့်လဲ because of his mercy သူရဲ့ခယူနာတော့ဖြစ်ကျွန်တော်ဘာလို့ထောင်တော့တဲ့ရလဲ because of his grace အရှင်ရွှေဂျေဇုတော်ကြောင့်ဖြစ်ပါကျွန်တော်ဂျေဇုတော်ဟာမထိုက်မတန်တော်လဲဘာဖြစ်လဲခံစားရခယူနာကြတော့ထိုက်တန်နေရသားနဲ့မခံစားရတာကဲအဲ့တော့တိတောင်တော့ကျန်တာဘိုင်ဖတ်ကြည့်အောင်အဲ့ကျန်တာဘိုင်ကပါလို့ဆိုရင်ညီတန်းစကားလို့ပြောပါတယ်ယေရမိညီတန်းစကား limitations အခန်းကြီး3အပိုက်ငယ်22 23ဖြစ်ပါတယ် limitations ယေရမိညီတန်းစကားလို့ပြောတယ်ကျန်တာလို့ပြောပါတယ်ထာဝရဘုရားသည်တနာတော်မူ၍ခယူနာတော်မကုန်တော်ချအင်တော့ပါတယ်ကြောင်းလိုက်ရိုက်ဖတ်ကြည့်အောင် limitations တချို့ဒီနိုင်ငံရောက်တော့ဒီတန်းစကားကိုပြန်နှပ်ပါမသိဘူးဖြစ်နေတာဆိုပြီးနော်ယေရမိဒီတန်းစကား limitations ဟုတ်ပြီအဲ့ဒါနာဘာလို့ဆုံးရှုံးရမြောက်တာလဲဆုံးရှုံးခြင်းဆိုတာကောင်းတာလားမကောင်းတာလားမကောင်းဆုံးရှုံးတယ်ဆိုကြရတော့မဖြစ်လေမကောင်းတဲ့ခြင်းဆုံးရှုံးတာအဲ့ဒီမှာတော့ဘယ်လို perishing ပျက်စီးခြင်းလို့ပြောတာဖြစ်ပါဒီမှာထပ်ထည့်လို့ရပျက်စီးခြင်းကောင်းလားကောင်းမကောင်းရခင်သားတော့ယူကျော်သူပေါင်းလို့ဒီပျက်စီးခြင်းတော့မရထာဝရတက်ကိုရစီခြင်းဟာလို့ကျမ်းစာပြောတာအဲ့ဒီမှာခုနပြောတဲ့အတိုင်းထာဝရငယ်ရဖို့ဘယ်ရောက်ခိုင်းတာလဲဆုံးကြီးရဖို့အကောပျက်စီးရဖို့အကောမွေးလာကြရဘာဖြစ်နေလဲတဲ့ဟုတ်လားလူကအပြစ်နဲ့ပတ်သက်လို့ဘယ်လိုဖြစ်လဲဆိုလူရဲ့အထဲမှာရှိတဲ့အပြစ်တရားရဲ့ဘောကစัจ jin ပဲအများဆုံးလုပ်နေတာမကြည့်နဲ့ဆိုရင်ကြည့်မှာဆိုရင်ကြည့်ချင်ဘာအောင်ဆက်ပေါ့ဒီနေ့စัจ jin ပဲလုပ်တာကျွန်တော်ခါမှလူငယ်တန်းပေးနေကျွန်တော်တင်တော်တက်တာအပေါ်တော့မှာကိုယ်ပဲဝင်နေရအောင်အောက်ထပ်တော့ fellowship ဟောကျွန်တော်ကခွဲချင်မှရှိအဲ့ဒါကျွန်တော်ဒီနေ့လူတန်းပေးနေကဲမင်းတို့တိုင်းဒီကျက်စာတွေဖတ်ထားဖတ်ပြီးလို့ရှိရင်တိုင်းနေတဲ့သာစားဟောဆရာမင်းတို့သူစားဝယ်တို့တဲ့တော့တဲ့တော်ကစင်ပြေလာပါကြည့်လိုက်တော့တခုတော့မှာကျွန်တော်ကျက်စာကိုလုံးဝမကြည့်ပါနဲ့ကျက်စာကအရေးကြီးတဲ့တောင်းရှိတော့ကျွန်တော်တို့ပါလိုက်အဲ့မှာအရေးကြီးတဲ့တောင်းရှိမကြည့်ပါနဲ့လို့တော့ခါမှာကျွန်တော်အောက်ထပ်လဲစင်အောင်အားတော့ဘာလို့ပြီးသားလဲမကြည့်ရဆိုတော့ဘာဖြစ်လဲကြည့်ချင်ကြည့်ဟေးတော့ဘုံမရှိဘူးကျွန်တော်ဘာပြောလဲလူကဘာလို့လဲဆိုဘာဖြစ်လဲလူချင်တာလူရဲ့ပြတော့အောက်ဆရာကောင်းတယ်လို့ဆိုမလို့လဲဆိုဘာဖြစ်လဲတော့ကျွန်တော်နှခါမှာအဲ့ကတာရှိကျွန်တော်မှအဲ့ဆိုကြည့်တီပါမကြည့်နဲ့ဘာဖြစ်ပါ这多么好！来始啊！T啦，没 T 呢，啊对吧？一秒慢的比较低 T，不是路边上没 T，没 T 呢，没 T 的 T 要这边一变多是吧？这边一变多好不好？那还不行。T 所以。不在地里，我
ဟုတ်ပါစားထီမထီနဲ့မထီပါလဲဆိုတော့ဖြစ်တယ်အဲ့ဒါခင်ဗျားရဲ့ကျွန်တော်ရိယာကျွန်တော်ဘောဖြစ်တယ်မလုံးနဲ့ဆိုပါဖြစ်တယ်ကျန်လို့ကျန်ကျန်တာဖတ်ပါဆိုရင်ဖတ်ချင်နေလေကျွန်တော်ဖတ်ပါဆိုတော့ပေါ်တော့ကောင်းသေးတယ်ဖတ်တော့မလားလို့မဖတ်ဘူးနော်ကျွန်တော်ကအမြဲတမ်းစောင့်ကြည့်ပဲပြောလို့ဖြစ်တယ်ကျန်စာဖတ်ပါဆိုတော့ဖတ်ချင်အော်ကျွန်တော်ပြောတယ်ထာဝရရဲ့ဆုံးရှုံးခြင်းပျက်စီးခြင်းဟာအနုလက္ခဏာစာနဲ့ပါတယ်ဖြစ်တယ်မကောင်းတဲ့ရတတိယကတော့ဘာပြောဆိုလို့ချင်းခုနကကျွန်တော်ပြောမှတယ်ထာဝရတဲ့ဆုံးရှုံးခြင်းဟာအောင်မြင်ခြင်းနော်ပျက်စီးခြင်းဟာရရှိခြင်းဒါတွေအားလုံးကောင်းတဲ့လက္ခဏာတွေကြီးပဲကောင်းတဲ့လက္ခဏာတွေကြတော့ဘာကြောင့်ရတာလဲကျေးဇူးတော်ကြောင့်ရမကောင်းတဲ့ຢာတွေကဘာကြောင့်မခံစားရတာလဲခိနာတဲ့ကြောင့်အဲ့ဒါမမေ့စေခြင်းတော့ဒါလေးမဖက်ခင်ကျွန်တော်ပြန်ပြောပါမယ်ကျေးဇူးတော်ဆိုတာပါလေမထိုက်မတန်တော်လဲခံစားရတာခိနာဆိုတာပါလေထိုက်တန်နေတော်လဲခံစားရတာကျွန်တော်လူသားရောက်တိုင်းကထာဝရတရားကိုထိုက်တန်လားထိုက်တန်ကျွန်တော်ပဋိရှင်ဇာတိပြည်အဖြစ်ပြောတာပါအောင်မရအောင်ထိုက်တန်လားခွတ်တော်တိုင်းအောင်ဖြစ်တာရရှိခြင်းဆိုတဲ့ကြိုးဝါခြင်းမထိုက်တန်တော့ခွတ်တော်တိုင်းသာဖြစ်တာဒါပေမဲ့ကျွန်တော်ထိုက်တန်တော့ထာဝရရဲ့ကြောင်းကိုဆုံးရှုံးရောက်ဖို့ပစ္စည်းချင်းရောက်ဖို့ဒါတွေကကျွန်တော်ထိုက်တန်နေတဲ့ဟာဘာလို့ထိုက်တန်လဲဆိုတော့ကျွန်တော်ဘာမှလုပ်ဆောင်လို့လည်းရအားရဖြစ်တာကျွန်တော်ခုနပြောခဲ့ပြီအပြည့်လို့ငဲကြတော့မဟုတ်တာငဲကြမယ်ကျွန်တော်ဘာမှလုပ်ဆောင်လို့လဲဘာမှလုပ်ဆောင်လို့တော့ဒီနေ့ကျွန်တော်ကစဉ်းစားစေချင်တဲ့ဆိုရင်ဂျေစုနဲ့ဒီနောက်ပဲကွာချစ်ကိုမြင်တွေ့စေချင်တာဂျေစုတော့မထိုက်မတန်နဲ့ရရှိတယ်ဒီနောက်တော့ထိုက်တန်ရဲ့သားနဲ့ခံစားရတာမရရှိတာဟုတ်ပြီအဲ့ဒါကိုအခြေခံနဲ့သဘောပေါက်ပြီးရင်ကျွန်တော်မနေ့ကပြောထားတဲ့အချက်တွေကျွန်တော်ပြန်စဉ်းစားကြည့်အောင်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒါဝိရဲ့အသက်တာတွေကနေကြံ့ကြက်တွေကျွန်တော်ရွေးထားတာဖြစ်ပါတယ်အဲ့ဒါအားဆိုရင်ပထမဆုံးဖတ်တဲ့ကျမ်းစာကဓမ္မရာဆိုရင်ဒုတိယစာဆောင်အခန်းကြီး7ဖြစ်ပါတယ်နေ့ရအခန်းကြီး7ဘာတွေ့ရလဲအောင်မျိုးသားတွေနဲ့နှစ်ပတ်နေတဲ့အခါစစ်တိုက်တယ်ကျမ်းစာပြောပါတယ်အဲ့လိုစစ်တိုက်တဲ့အခါမှာဒါဝိကသူကိုယ်တိုင်စစ်တိုက်ဆရာမလို့တော့သူကလည်းစစ်တိုက်ဆရာမလို့တော့ဘာလို့ဘိုလ်ချုပ်ရွာပေါက်လို့ဘာလို့ရစစ်တိုက်ရရောအိရာရှင်ရဲ့ဣသရေလလူတွေရွေးချယ်ခွင့်အဓိကပါလေဒီလားရှောလို့ရွေးကန်ဒီမှာသူတို့ဘာပြောစီဟာတဘာလို့လဲစစ်တိုက်ရင်းနဲ့ရှောလာပြောတာသူတို့ရှင်ရဲ့သူရှင်းနေနေတဲ့ထွက်တာကျွန်တော်ကြောင့်ရှင်မရှိတယ်ရှင်ပြပေးပါရှင်ပြပေးပါတရားကရှင်ပြပေးဖို့အလိုတော်ရှိတယ်ဒီအချိန်မှတန်သေးတော့အခွင့်တော်နဲ့ဘာရပါလားရှင်ပြရပါရှောလို့ရပါတတိယဘာဖြစ်ဆိုရင်ကျမ်းစာမှာလည်းကြည့်ရင်တရားသူကြီးမှတ်စာမှာဘာပြောဆိုရင် no king လို့ပြောရတယ် no king ရှင်းပြီးရှိတယ်ကျမ်းစာမှာပြောဆိုရင်တရားသူကြီးမှတ်စာသူလို့ပဲကျွန်တော်ကြည့်မယ်တို့ကတော့အခန်းကြီး19အပိုင်းငယ်6 21အပိုင်းငယ်25အခန်းကြီး18အပိုင်းငယ်1အခန်းကြီး19အပိုင်းငယ်1လို့ဖြစ်ပါတယ်တို့ကလာနိုင်ပြည်တယ်နိုင်ရှင်းပြီးရှိလူတိုင်းမိမိစိတ်ကိုရှိတဲ့ပြုကြတဲ့လူချမ်းသာပြောတာတက်ခါတော့ဘုရားကဒီတေနာဒီနာရှင်မရှိလူတိုင်းမိမိစိတ်အလိုရှိတိုင်းပြုကြတယ်အရှင်မရှိအဲ့တော့တရားဒီမှာစာအတူချုပ်လိုက် no king ဘယ်မရှိဘူး။တရားဒီမှာစာရဲ့အဓိကချက်ပိုက်အဲ့ချက်ပိုက်ကြီးဖြစ်ပါတယ်။ရှင်မရှိတော့သူဗြဟ္မဏဖြစ်တယ်။အော်ဆိုရရှင်ဘင်းလို့ဖယားကြီးကအသိမှမပြုနိုင်လို့ဒါကျွန်တော်ဒီရေကတိကတော့တဲ့တိုင်းပဲဖြစ်ပါကျွန်တော်ရဲ့ရှင်မြေတော့အရှင်ရှုဖြစ်တာကျွန်တော်တပည့်ကြောင့်ရှင်မြေတော့ခေါ်တော့အရှင်သခင်လို့ခေါ်တာနော် Savior and Lord ကျွန်တော်ဒီချာကယ်တင်ရှင်နဲ့ပါဖြစ်တယ်အရှင်ဘုရားခွတ်တော်ကျွန်တော်ရဲ့ရှင်ဘုရားနဲ့မတတ်မှန်ဘာဖြစ်ပါလဲလူတိုင်းစိတ်ကြိုက်ဘာလို့မလဲအသက်ရှင်လို့မှဖြစ်ပါတယ်အော်ဒါဒီတရားဒီမှာစာ no king အဲ့ဒါပြီးတာလည်းဘာလာလဲဆိုရင်ရူတာဘုရားလည်းရူတာဘုရားစမှာပါတယ်ရူတာဘုရားခန်းကြီးတဲ့ပိုက်နေတဲ့တရားသူကြီးအုပ်ဆိုးသောကာလဆိုတော့ဒါတရားသူကြီးကာလလို့ပဲဖြစ်အဲ့ဒါပြီးတယ်ဓမ္မဆိုပထမစာတော်လာပါတယ်အဲ့
အဲ့ကြောင့်ဘာပြောလို့ဆိုရင် man's king လို့ပြောပါတယ်လူသားကရွေးကောက်သောရှင်ဘုရင်လို့ပြောတာရှောလို့ကြီးရွယ်တယ်ဘယ်တော့ရှိတော့ရှိလာပြီဒါပေမဲ့လူတင်တော့တဲ့ဘုရင်ဖြစ်ဒီနေ့ကျွန်တော်ကြားတဲ့တော့ကျွန်တော်စဉ်းစားခဲ့ကြရှောလို့ဘာလို့မှာအဲ့ဒါကြောင့်ပဲဖြစ်ပါတယ်အဲ့ဒါဖြစ်တယ်တပတ်ရဆိုဒုတိယစာခေါ်လေးရောက်လဲရောက်တော့ဘာဖြစ်လို့ဆိုရင်ဖယားခင်ကရွေးကောက်တဲ့ရှင်ဘုရင် God's king ဖယားခင်ရွေးကောက်တဲ့ရှင်ဘုရင်လို့ပြောပါကျအိန္ဒိယလူမျိုးပိုင်းကြီး no king ဘယ်ရင်မရှိဘူးရှိတော့ရှိတယ် man's king ဘယ်လူသားရွေးကောက်တဲ့ဘယ်ရှိတော့ရှိလာတဲ့နောက်ပိုင်းကျတော့ God's king ဖျားခင်ကိုယ်ရွေးကောက်တဲ့ဘယ်ရဒါဝိဒ်တစ်ခါမှာဘာဖြစ်လာလဲဣသရေလနိုင်ငံကရွှေခေတ်ဆို golden kingdom ဖြစ်ခဲ့ပါတယ်ဒါကြောင့်နိုင်ငံတကာအုပ်စိုးတဲ့ခေါင်းဆောင်ရေးကြီးတယ်ဒါကျွန်တော်ရဲ့ level ကြီးမိသားစုမှာအုပ်စိုးနေတဲ့ဖခင်ကအရေးကြီးပါတယ်လက်ခံအောင်ဖခင်ကောင်းတယ်မိသားစုကောင်းပါတယ်ဖခင်စိုးတယ်မိသားစုမစားပါပါဟောဖခင်တွေဒီအတိအကျပြောချက်တော့အိမ်တော်သားစုမှာခေါင်းဆောင်တာအရေးကြီးတယ်ကျွန်တော်မြန်မာနိုင်ငံဆိုဘာဖြစ်လို့မြန်မာနိုင်ငံဒုက္ခဒီကဆင်းရဲရပြတာခေါင်းဆောင်ကြောင့်ဖြစ်ပါတယ်နိုင်ငံဥဆောင်တဲ့ခေါင်းဆောင်ကြောင့်ကျွန်တော်ငယ်တော့မြန်မာနိုင်ငံတောင်းပေါ်များတာ1966နဲ့6လောက်ကျွန်တော်အသက်6နှစ်ပါပဲအဲ့ချိန်မှာကျွန်တော်ဖခင်ကဘာဆိုရင်11ဆက်လာကြမှာ G3 တောင်နဲ့တောင်ထမ်းဆောင်စီစီတက်ရတာလို့ခေါ်တယ်အဲ့မှာစိတ်ကန်းကြီးကနေကျွန်တော်ဖခင်ရှိကို report လုပ်တယ်ဘာ report လုပ်လဲဆိုရင်စိတ်ကန်းနဲ့မှာစင်နိုင်ငံသား3ယောက်က overstay နဲ့ကူရီထမ်းနေလို့ပြောပါတယ်အဲ့တော့ကျွန်တော်နိုင်ငံတော့ချမ်းသာပြောအဲ့ဒါတိတ်မချောင်းကျွန်တော်နိုင်ငံသားတွေက overstay လို့စင်နိုင်ငံမှာသွားလို့လိုက်ရတာအဲ့ဒီတော့ကျွန်တော်ခုနကပြောပြီး1966ပေါ့စိတ်ကန်းကြီးကနေတော့စီဦးစီတက်ရတာကိုကျွန်တော်ဖခင်ရှင်လာပြီးတော့သူက report လုပ်ရတာစင်နိုင်ငံသားဟာဘမပြည်ကိုဗီဇာနဲ့ဝင်လာတယ်overstay လို့ပြောစိတ်ကမ်းမှာကုန်ထမ်းနေလို့ပြောတယ်အဲ့တော့သူများနိုင်ငံကျိုးရှိပါလားဘယ်တော့ချမ်းသာတယ်ပြောချင်တာအဲ့ချမ်းသာကြောင်းက10နှစ်ကျော်ကြောင်းဘာဖြစ်သွားလဲ10နှစ်စာကျော်ကောင်းပြန်ဖြစ်သွားကျော်နိုင်ငံကောင်းတော့ပြောအရေးကြီးလားအတင်းတော့လည်းကောင်းဆောင်ရေးကြီးတယ်တေးဥစီရနဲ့တင်းထောက်ပြီးခေါ်လာခေါ်တယ်ဒီကတင်းတော်ကောင်းပြီးခေါ်လာဒီ EC ခေါ်လာကျွန်တော်မျိုးမျိုးခေါ်တော့ကျွန်တော်ပြောတယ်ကျော်တင်းတော်တင်းထောက်လို့ခေါ်တာအော်အတင်းတော့ဥဆောင်ရပြုတယ်သူတွေနော်ကျွန်တော်တင်းတော်လည်းဘာဖြစ်လို့လဲဆိုရင် multiple leadership ပါလို့လို့တယ်ခေါင်းဆောင်များနဲ့ပါလို့ခေါင်းဆောင်များဆိုတော့တယောက်တည်းဆုံးဖြတ်ချက်ချတာလို့ပဲခေါင်းဆောင်များနဲ့ multiple leadership မဒီမရှိတဲ့တင်းတော်တွေကဘယ်လိုချီချီလဲကျွန်တော်လူကြီးများတယ်ကြောက်ဘာဖြစ်လဲဆိုရင် multiple leadership နဲ့ပါတယ်တယောက်တူပေါင်းတယောက်နဲ့ဘယ်တော့မှမဆုံးဖြတ်ဘူးအော်အများစုနဲ့ဆုံးဖြတ်ပြီးတော့အဲ့ကြောင့်မှန်တယ်ကဲဆိုဒါလေးထားခဲ့ရအဲ့တော့ဒီမှာဘာပြောဆိုရင်ရှင်မျိုးရွေးကောက်ခြင်းရွေးချက်ကရှင်မျိုးဒီသူတို့ရှိရတယ်ဘာလို့လဲစစ်တိုက်ဖို့ခုနေ့ကအဲ့ဒီစစ်တိုက်ကတော့ခုနကကျွန်တော်ပြောခဲ့တဲ့အာမုံမျိုးကလည်းရန်ဖြစ်ပြီးစစ်ဖြစ်ပြီးနှစ်ပတ်လေတော့စစ်တိုက်မယ်ရာဒီရောက်တာစစ်တိုက်နဲ့တောင်းရဘာလို့ရတယ်ဘိုးကျုပ်ကပေါ့ဆင်ပြုတ်ပြီးတော့သူကနောက်တန်းမှာအေးဆေးဘာလို့ရတယ်နေလို့ရအဲ့ချိန်မှာကြီးမားတဲ့ဇောတော်ရှိချင်ဝင်လာတာဘာလို့ကြီးမားဇောတော်ရှိချင်ပြောတယ်ဒီအချိန်မှာနေ့လည်းပဲသူအိတ်တယ်လို့ပြောပါတယ်ဘယ်ရှိမှလို့လဲညောင်းညမှာလို့လေနေ့လည်းပဲအိတ်တယ်သူတတိထားပါအမြင့်တာနဲ့ပြောတာပါဟိုညပဲလို့အိတ်တာကျွန်တော်မပြောဘူးညတိုင်းဝင်လို့မနေ့လည်းပဲတော့ဘာမှလို့ဆက်ပြောနေ့လည်းပဲပြီးတော့ညောင်းရမှာအိတ်ရလို့ညောင်းရဆိုတော့တည်ရနော်ဟိုမှောင်လာလည်းမဟုတ်လင်းတာလည်းမဟုတ်အဲ့လိုမျိုးကျွန်တော်မြန်မာစကားလိုဘယ်လိုခေါ်လဲညီအကိုမသိတဲ့အချိန်လို့ခေါ်တယ်ဟိုးရှိရတာကကိုညီကိုဟုတ်လို့ကျွန်တော်ဘာဖြစ်လဲမသိနိုင်သူ့အချိန်အဲ့ဒီတော့နန်းတော်ဘိုးကစင်ချင်ရှာသွားတယ်နန်းတော်ဘိုးဆိုအမြင့်ပါအမြင့်ရတယ်ပါအောက်ကိုငုတ်ကြည့်တဲ့အခါအဝေးနေမှာရှိတဲ့မိမတယောက်ရေချိုးတာအဲ့လိုအင်မတန်မှအစင်နာလို့မြင်တယ်လို့ပြောပါကျွန်တော်မနေ့ကကျွန်တော်ပြောတယ်ကျန်းစာတွေကမျက်စိပွဲဆုံးကယာကုပ်ဖြစ်ပြီးတော့မျက်စိကောင်းဆုံးကဒါဝိဖြစ်နေတာကျွန်တော်ဟုတ်စေရာကီလာမန်တီလေယာမန်တီဘယ်နဲ့ကြောက်ပါလဲလေယာမန်တီလားဟုတ်ပြီအင်္ဂလိပ်ပြောတော့ love is blind ဆိုတာအဲ့တော့ချစ်တော်ကြီးတော့မျက်စိပါပြတယ်ကံတော့ဒါလို့ဖြစ်နေအကောင်းဘက်ကစဉ်းစားတယ်ဒါကတော့ချစ်တော်ကြီးတော့သူကမင်းကပညာလိုက်တဲ့မိမရာကီလာမန်တီလေယာမန်တီဆိုတာဟောစရာမဟုတ်ဘူးဒါပေမဲ့ love is blind ဆိုတော့ဟောတယ်ပေါ့လေမြတ်တာဒီမှာဖြစ်တယ်မျက်စိကနေပြောတော့
ဒါပေမဲ့ဒါဝိကျတော့အဝိမာရေချိုးတဲ့မိမဘာဖြစ်လဲအိမ်မှာတမ်းမအစင်းလာတော့ညင်တတိထားပေါ်လာမိုးလင်းတာမဟုတ်ဘူးနော်မိုးချုပ်နေပြီညာဦးရဲ့အချိန်လို့ပြောတာအဲ့အချိန်မှာဒါကြောင့်ကျွန်တော်ဒါဝိကအဲ့အချိန်မှာအိမ်မှာတမ်းမဆင်းလာတာမြင်တော့သူဘာလုပ်လဲမျက်စိနဲ့တမ်းနေတာနော်အဲ့တော့ဘာသူငယ်သားတယောက်ခေါ်လို့ကဲအဲ့မိမပြောင်းတော့ဆူဆန်တော့တော့ဆူဆန်ပြန်လာပြီးတော့ဘာလို့ကတော့စစ်တပ်ကဟေတီလူဦးရရဲ့မယားဗတ်ရှိပါလို့ပြောတယ်။ဒါဆိုဘာမယားလဲ။ဦးရသူများမယားဦးရရဲ့မယားဒါဆိုဘာလို့လဲ။ရက်တက်ရက်ဒါမယားဘူးရှိတယ်လား။ကျခါလေးပြညာဝါနေပြီးတာညာရှိတယ်။မတရားလို့ပြောနေပြီးဝဲတဲ့ဆိုတာနေတွင်းညာတွင်းချပြသွားတဲ့ဟာပေါ့။ဒါပေမဲ့ဒါဒီတဲ့ရှစ်တယ်နောက်ဆုံးတင်တော့ဘာအဲ့တော့စလောင်းနေတွင်းညာတွင်းဖြစ်သွားတဲ့ဟာပေါ့ဒစိမ့်စိတ်ဖြစ်လာတာ။ဟောရာဖို့တဲ့ကောင်ကတော့မျက်စိပုံနေပြီမဲ့ဒါဝိတော့မျက်စိရမတောင်းပါဖြစ်လေ။ရှင်းလိုက်တာ။အဲ့တော့ကျွန်မမျက်စိကောင်းတယ်။အဲ့ဒါမျိုးကျွန်တော်သိကောင်းတယ်။ကျွန်တော်ခါမှာဒေါက်တာဘီလီဂရန်ပြောတော့ဒေါက်တာဘီလီဂရန်တော့ကျွန်တော်ဒီရာစပယ်မှာဖျားခင်ကောင်းကြီးပေးသုံးတယ်ကအဲ့ဆရာကြီးတော့ရှိတော့ဘူးထင်တော့သူများကိုဘယ်လိုများယူမလဲလို့ကျွန်တော်အသင်းမှာခေါင်းဆောင်နေစဉ်းစားတဲ့အခါဒေါက်တာဘီလီဂရန်တော့ဒီရာစပယ်မှာပြီးခဲ့ရာစပေါ့နော်သုံးပြမယ်ပြောင်းမကြားခဲ့ဘူး69နှစ်ဆိုတာကိုကြားလိုက်အောင်ဒီဝန်ဒီဝဲလို့တယ်အခုလည်းဒီသက်ရှင်နေလို့တော့တော်အသက်ကြီးပြီပေါ့နော်သူကစောက်လို့ရတော့ကျွန်တော်မြင်ကြရတယ် nearing home အိမ်ပေါင်းပြီးပြီဆိုတော့သူအိမ်ဆောင်လည်းရဖတ်စီဘီလီဂရန်ကိုရေးတာရေးမယ်သူကလည်းရေးနေတာပေါ့လေတော့ပတ်စံနဲ့ပြောတာဟုတ်ဘာမှမလဲတွင်းပြီးတော့ကြက်ပါကြည့်ပြီးတာ nearing home ဆိုတာအဲ့ဆောင်တော့ကောင်းနေတာတော့တော့ကောင်းသူရဲ့အတွေ့အကြုံတွေနဲ့သူအိမ်တော်သွားဖို့တဲ့နီးနေပြီလို့ပြောတာအဲ့တော့သူကနီးနေပြီပြောလေလေမသွားဟာပြီကျွန်တော်အိမ်ဆောင်ဖတ်တော့ရေးပါရင်ဒေါက်တာဘီလီဂရန်သွားလို့မလားဟုတ်အဲ့ဒါကျွန်တော်ကြောက်စရာလို့တဲ့ချိန်မနေ့ကကျွန်တော်ပြောတယ်ကြောက်သားတွေလည်းကျွန်တော်ပြားဟောပြီးနာစမ်းသပ်တင်တာဒေါက်တာဘီလီဂရန်ကဘာပြောလို့ဆိုလို့ရှိရင်အိမ်မှာတမ်းမှချောမောထားပါတဲ့လူကြီးတယောက်ကိုမြင်တဲ့ခါတဲ့ယောက်ျားလေးကဘာလို့ဆိုလဲနှစ်ခါတည့်ပြီအဲ့ဒါအပြစ်လို့ပြောတာအင်္ဂလိပ်လိုပြောဆိုရင် second glance is sin ဒုတိယအကြည့်ချင်ပါလေအပြစ်အော်ဒေါက်တာဘီလီဂရန်တက်တော့ကြောင်းလိုက်ဘာလို့ဆိုရင်မိန်းကလေးချောချောပြောက်လာရင်မင်းတို့မျက်စိနဲ့ပြတ်သွားတယ်မိန်းကလေးချောချောပြောက်ကိုရှိမှရှိပါလို့မျက်စုံသားလေးပိတ်လိုက်ဖျားခင်အလောက်ချုံလို့လာပါတဲ့တပီးကိုဖျားစင်းတော့ကြောင့်ကြီးဆိုကြီးလာပဲကြီးပွားလိုက်ပြောတာနှစ်ခါမကြည့်တယ်ပြောတာအဲ့ဒါကျွန်တော်ကျောင်းသားတွေတော့ဘာပြောလို့လဲအေးဒေါက်တာဘီလီဂရန်လို့ပြောတယ်နှစ်ခါမကြည့်ရဘူးအကျောင်းသားတွေဘာပြောဆရာကျွန်တော်တစ်ခါပဲကြည့်ဟာကျွန်တော်တားဝမ်းတာပေါ့တစ်ခါပဲကြည့်ဘီလီဂရန်ပြောသလိုပါလေကြီးဆိုမြန်ချောလည်းမင်းတို့ဘယ်လိုလုပ်ကြမဟုတ်ဆရာတစ်ခါလေးတည်းအဝကြည့်လိုက်အဲ့ဒါဖြစ်ပါတယ်ဒီမှာစက်ချင်တဲ့လူနဲ့ပတ်သက်ပြီးတော့ဒါဝိကမျက်စိနဲ့မှားတာဒီချိုးတော့အင်မတန်မှဘာဖြစ်လဲအစင်းလှလို့ဖြစ်စုံစမ်းတယ်သူစစ်တပ်ကမှအင်မတန်မှတတ်တည်ရဲစွမ်းရှိတယ်ဘူကြီးပေါ့စစ်ဘူတွေပေါ့ဘယ်ယောက်ရှိလို့39ယောက်ရှိတယ်အဲ့ဒါဘာလို့လဲဆိုရင်ဓမ္မရာဆိုရင်ဒုတိယစာတော့အခန်းကြီး23မှာဖတ်ပြီးတာအဲ့ဒီ83မှာနောက်ဆုံးလို့ဘယ်မှာတန်းနေတာဒီလားဟိတ်တီလူဦးရပြီဒီလိုမှတန်းနေတာတော့စစ်တပ်ကမှတတ်တည်ရှိတယ်ရဲစွမ်းရှိတယ်39ယောက်မှာဦးရပါနေတာတကယ်သူဆိုတာဆိုလိုချင်တာသူအားထားတယ်စကားတရားဘူကြီးတရားစစ်ဘူတရားအဲ့မှာတော့ဆွမ်းမကားကြည့်တာဒါဝိစစ်တပ်ကတကယ်ပဲတိုက်ခိုက်နေဒါဝိကိုပေါ့နော်တိုက်ခိုက်နေပြည့်စုံတော့39ယောက်ပဲရှိတာတတိထားမိလားမသိဘူးအဲ့စင်းခါတယ်ဘောကျူဒရာမာနာမည်မှာပါအဲ့ဒါကျွန်တော်အော်လို့ဆိုအဲ့39ယောက်ဘောကျူဒရာမာမှာပါဘာကြောင့်လဲဒီလားသူစစ်မတိုက်နဲ့စစ်အတွင်းသုံးနေပြီသူပြောင်းအားဆောင်တက်လိုက်တာအေးငါညီမရဲ့နောက်ဖက်အောက်ကဓာတ်နဲ့ထုတ်လိုက်တာအဲ့လိုလုပ်လိုက်ဘောကျူအာမာတာတက်လိုက်တော့အစ္စရေးတိုင်းမှာတကယ်ပဲဟိုဘာလဲရှုပ်ပြမှာအင်မတန်မှဆွမ်းပါးကြီးစစ်သူကြီးတော့အဲ့လိုဟန်ဆောင်တက်လိုက်တာစစ်မတိုက်နဲ့စစ်သွင်းသုံးတယ်ဆိုတော့ဒီ39မှာရဲစောတက်တဲ့ပြည့်စုံဒီမှာဘောကျူဘာဘာတော့မပါရှာဘူးဒါအဲ့မှာဒါပြီးမဲ့ဘလူးပါလဲစစ်ခုနကကျွန်တော်ပြောလို့ဘာတရှိမရဲ့ခင်မိုးတဲ့ဖြစ်သူဟိတ်တီလူဦးရီယာပါတယ်ဒါခုနစစ်သားပြန်ပြောဘာပြောလဲအော်အရှင်ကြီးဒါတော့ဘာတရှိမလို့ခေါ်တယ်ဘာလဲဆိုရင်ဟ
ဟိတ်တိကိုဥရိယာလေမရလို့ပြောတယ်ဒါဆိုတဘာလို့တော့လဲရမရဘူးငါကြည့်ဖို့ခေါ်ပါအနိကကြည့်ချင်တော့ဒါဆိုသူတို့ပြောအားလုံးတည်တယ်ဘာလို့လဲမာနေနေပါတယ်အဲ့ဒါဘာလို့မာနေလာလဲလားဒါဝိဒီကိုလုံးရမယ့်အလုပ်ကိုလုပ်ဖို့မလိုတော့အားနေတရားမှာတော့ဘာကြောင့်လူတွေပြစ်လို့လားအားနွားကြီးလို့ဖြစ်တာဒီမှာဘာလို့ပြစ်လို့လဲသိလားအားနေလို့ဖြစ်တာအားနေလို့ဒီထက်မှရှင်းကြောက်ပြောမယ်ကျွန်တော်အလုပ်တွေပြီးချင်းအလုပ်စမားဖို့ဒီကျန်းစာပတ်သက်အလုပ်ပါချောအားနွားကြီးလို့ပြစ်လို့တာအဲ့ဒီထဲမှာရုပ်ကလှုပ်ရှားပြီးတော့အလုပ်လုပ်ရတာကြီးစုတော်ချင်းမွန်းတော့ဟုတ်စင်အလုပ်တွေဘာဖြစ်ပါလဲအပြစ်လို့တော့ဟောဒါဝိအားလို့ပြစ်လို့တာခုနကကျွန်တော်ပြောတယ်ရှင်ဒီရွေးကောက်တဲ့မှာဘာလို့ရွေးကောက်တာလဲသူများနိုင်ငံတွေဒီစစ်တိုင်ရင်သူတို့ဘယ်တက်လဲရှက်တက်ဒါဆိုဒါဝိလည်းဘာလို့မကောင်းလဲရှက်တက်ဘယ်သူတက်ဆရာမလို့တော့ဘာဖြစ်လို့လဲအာကျူတော့ဘုံကျူတော့ဘာလို့လို့ရတယ်ဒီနေ့မိသားစုတွေမှာစဉ်းစားနေခေါင်းဆောင်တွေမှာစဉ်းစားကျွန်တော်လောက်ရမယ်လို့ကိုကျုပ်ကိုလည်းလှုပ်ရှားမလို့လုပ်ပေးနိုင်တဲ့သူရှိရင်တတိထားဆိုကြအိမ်တော်ရှင်မလာတိုင်းပဲကျွန်မလောက်ရမယ်လို့ကိုကျွန်မကိုလည်းလှုပ်ရှားမလို့တယောက်ကလုပ်ပေးနေပြီဆိုတတိထားဆိုကြကိုလို့တော့ကိုအောင်လုပ်ထားရအောင်ဟာလေလုယာကိုသူကိုအောင်ချင်အောင်အလုပ်တော်လုပ်ရအောင်ဒါကြောင့်တတ်တာဘုရားပါပြောတယ်သိလားလက်ခိုင်အောင်အလုပ်ချင်တော့သူဒီလားသမီးလည်းမစားစီတယ်အစာလည်းမစားစီဘူးပြောတာချမ်းသာအလုပ်ချင်တော့ဘာလည်းမစားစီဘူးလေအစာလည်းမစားစီဒီနေ့ညကျွေးအောင်နဲ့ဟောစက်တန်နဲ့ပဲစိတ်စားတာတော့ပြည့်ပြောပါအောင်ဒါပေမဲ့အလုပ်ပြီးစားစီတယ်ဟာလေလုယာအာမင်တိတ်ကြရအောင်အလုပ်ဘလို့တော့ဒီဒီကအစာကိုလည်းမစားစီနဲ့ကျွန်တော်မန်နီဆိုတော့စိတ်ပေါ်ရောက်တဲ့အခါတေးဥစဉ်ရောက်ရှိသူတင်တာလားဆရာမအမေရိကမှာအလုပ်လုပ်နေစောင်းရတဲ့ဒီလမ်းရှိတာလို့ပြောပါတယ်တေးဥစဉ်ကပြောတယ်ရှိတယ်လို့ပြောပါတယ်ဒါဆိုဘာလုပ်အောင်လဲယူချင်အောင်ဆောင်တယ်လို့ပြောပါတယ်သူတင်တာလည်းတကယ်ယုံလို့ယူချင်အောင်ဆောင်အပေါင်းနဲ့ယူချင်အောင်ဆောင်သူစိတ်ကမ်းလို့တော့စိတ်ကတော့ရေဂန်နိုင်ငံရဲ့စိတ်ကတည်တယ်နိုင်မလို့ handicap လို့ခေါ်တယ်စပင်းဆိုင်မှာဟာလားနင်းဖြစ်တော့စပင်းဆိုင်မှာအားနေချက်ရှိသောထောက်ပံ့တော့ထောက်ပံ့တဲ့သူ psychiatrist လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်တဲ့ပတ်သက်တဲ့ဆရာဝန်နဲ့ပြတော့ဘောကသူယူကြောင်ဆိုစိတ်ကအောင်ဆိုင်တော့ခန္ဓာကိုယ်ဖြစ်တဲ့ဟာကဆရာဝန်ရှောင်းရဲ့စိတ်နဲ့ဆင်ရှာဖို့လိုရတာမလွယ်ဘူးလေယူကြောင်ဆိုတာမြန်မာနိုင်ငံသားလည်းတအားတော်တယ်ကဘာတဲ့တော့လိန်လာနေပြီဆိုတော့အဲ့မှာတော့တအားတော့ဟန်ဆောင်တဲ့ကောင်သူကဆရာမချင်းဟာဒီကေကစီပီကျွန်တော်နောက်ပိုင်းနေကြတော့ဘာခံစားရလဲနှစ်နေ့ကြာတော့အဲ့ကောင်တကယ်ယူသွားတာအကြံပေးတဲ့သူကတော့စစ်ဆိုးလိုက်တယ်ဟောတော့တော့တာစားမလားဆိုတော့ယူချင်အောင်ဆောင်လိုက်တာပုံမှန်စီးတောင်းနေမှာဖြစ်ကုန်တယ်ယူပါတကယ်ယူလာအဲ့ဒီကိုပြောတော့ကျွန်တော်ညှိဝဲတယ်အဲ့မှာရှိတဲ့ဓမ္မဆရာအောင်လို့တော့ကျမ်းစာလေးတော့မှာဆရာကျွန်တော်အလုပ်ဝင်စားဟေးကျမ်းစာပြောတယ်အလုပ်လုပ်ချင်တော့သူဒီကအစာလေးမလုပ်နဲ့စားမင်းအလုပ်လို့ပြောမှာမလုပ်ခဲ့တာပါလေယူချင်အောင်ဆောင်ဆိုတော့တကယ်ယူချင်အောင်ဆောင်ဆိုတာဖြစ်သွားတယ်ဒီမှာလည်းယူချင်အောင်ဆောင်တဲ့လူရှိတာတပည့်ရပြောလို့ယူချင်အောင်ဆောင်မတိချင်အောင်ဆောင်တဲ့လူရှိမယ်မရှိတာတဲ့မတိတာတဲ့မတိချင်အောင်ဆောင်တာတဲ့အားလည်းမျိုးတော့ဖြစ်ကြဆိုတယ်ဒါဆိုတော့ဝိကြောင့်ပြန်ကြည့်အဲ့ဒါသူများများပြန်မလိုက်တယ်ပြန်မတော့ရလာထွက်လာပฏิဘာကပြောတယ်အရှင်ကြီးနဲ့ကျွန်တော်ကိုရှိပြီးပြောတာဒါဝိဘုကစိတ်ခွဲရမှာလူမသိမသားနဲ့လုပ်လိုက်ပြီမဲ့ပေါ်လာပြီလားဘာလို့ဒါဝိရဲ့လုံးဝစဉ်းစားပြီလားဖျားခင်ကျွန်တော်မှားပါပြီဝန်ခံတာလားno ဟုတ်ဘူးဘာလို့လဲဒုက္ခမှာအဖြစ်ကိုပုံမှုတဲ့စဉ်းစားပါတယ်အော်ဘာလို့လဲကရှင်းတယ်မရှိတဲ့ဘုရားကဘောလမ်းခေါ်ဘုရားကပါတစ်ဆယ်မော်ဥရိယလမ်းခေါ်တယ်ဥရိယရောက်လာတဲ့အခါ
ဘာမေးတယ်ဘိုးကြီးဘာကျမ်းမာလားကျမ်းမာတယ်ပေါ့စသားတွေရောကျမ်းမာလားကျမ်းမာအဲ့ဒီခေါ်ဖို့တည်းပြီးတာအောင်ဆရာကောင်းတော့ရွေးချယ်ရှိတယ်ကဲပြီးရပြီးတော့အိမ်ပြန်အချေစိတ်လို့ပြောတာဟောဒါဆိုရင်ဦးရတာအိမ်ပြန်တိဘာဖြစ်ပြီလဲဒါဦးနဲ့ရတဲ့ကိုဝင်သည်ဘာဖြစ်တော့လဲကိုဦးရရဲ့ကိုဝင်ဖြစ်တော့ဒါပေမဲ့ဟောတန်ရှင်းတော့ဝင်တော့လည်းကျင်းဝတ်ထားလို့လားမပြောတတ်ကြားတာမပြောလို့ပြောတယ်ဘူးလေအဲ့တော့မနေ့ကရောက်တော့စဉ်းစားဟာဖိုင်းပြီးနေတာဒါပေမဲ့လမ်းတော့စောက်ရမှာပဲအရှိအကြီးမနေ့ကဦးရကကျွန်တော်နဲ့အိတ်နေတာလို့ပြောတာဟဲ့မိုင်းတယ်ပြီးတာဘာလို့အိတ်တာတော့ဘယ်သူကြအောင်ရလားဟုတ်ပြီအဲ့ဒါဦးရဖရအောင်ဘာလို့စတာမင်းမအိမ်ကြီးခဲ့တယ်မဟုတ်လားမမရဲ့ရှင်ကြီးတို့ဘယ်တော့သစ္စာရှိတယ်လားကျွန်တော်တကယ်ဘောကျိုးရွာပါနေကျွန်တော်ရဲ့စတာတွေအားလုံးကလွေပြင်းမှာတဲပိတ်ဖြင်ကားနဲ့တဲပဲထိုးနေတာစစ်တိုက်နေတာကျွန်တော်ကဒီချိန်မှာအိမ်ပြန်ပြီးကျွန်တော်အားများနဲ့ပျော်ဝှက်ဖို့ကောင်းပါမလားဘယ်တော့သစ္စာရှိအဲ့တော့ဒါမှထိဖို့ကောင်းတို့တော့သစ္စာကြီးငါတော့သစ္စာပြည့်တယ်မရှိဘူးအင်းပုံစားရပေါ့သူများနဲ့ဟောပြပါလားအဲ့ဒါလည်းတော့လာမရအောင်သူကအဲ့ဘာလို့လဲဒီလားအိမ်လေးကိုဒီနေ့ညနေလာတဲ့ငါနဲ့သူလာစားမင်းစားမယ်အိမ်မှာတမကောင်းပြီးညုံပြီးဆိုတဲ့အစားတော့လေးကျွေးစပီကိုမုံတက်ဟောမိုးလေးကဲပြန်ဟောလည်းရမှုပဲမပြောင်းတာဘာလို့ဖားတယ်ပဲတော့ရနေရပြီတော့စိတ်ပြက်လာတော့ခင်ဗျာရက်ပြီးတော့ဘာလဲဘတော်စားမြေရောက်သွားမလားဟုတ်ကဲ့အရက်မှုပြီးတော့တည်မလားတဲ့ဟိုလိုလည်းမရောက်ဘူးအောင်စံပေါ့တဲ့တော့ဝင်းကျွန်တော်ကျင်းဝင်လာလို့ဒီလိုကြာအဲ့ကြောင့်ပြောတာအဲ့တော့ဘာလို့ကောင်းရဟာငါလုံးလုံးမရတော့ဒီမှာရှိရှိဝစားနေတယ်ဥရိယတော့နားဆိုင်တော့သူ့ကိုသိတယ်ပြီးတဲ့စာကိုသူယူသွားတာဘလို့သိတယ်ပြီးတာဘုရားဘာသာကြီးတာဘာရောက်သွားမှာအောင်လို့ကလည်းစစ်တိုက်တဲ့အခါပြင်းပြင်းထန်ထန်တိုက်နေတာဥရခေါ်ပါပြီးရင်လက်ဖက်လုံးစစ်ပြင်းပြင်းထန်တိုက်ရင်တို့တိုက်ရုပ်လိုက်ဥရဘာထားခဲ့လဲရှင်းရမှာထားခဲ့ဘုရားဘာကြီးတော့သူလျှောက်တော့တနာတယ်တော့သူစာအုပ်သွားရတယ်မတစိတ်ခတ်ထားတဲ့စာအုပ်အင်္ဂလိပ် seed letter ကျွန်တော်ဒီကိစ္စမှာပဲချိတ်ပိတ်စာလို့ခေါ်မှာတော့အစားဘယ်မှာပေါ်လို့ရတင်တယ်နေတာစစ်တိုက်ကအော်သူစာလေးယူသွားတယ်ဘုရားပါပဲဘုရားပါဖတ်ကြည့်တယ်ရှင်ပြဘာလို့ညမိတ်ပြီးလားကြောပါစစ်ပြင်းသားဆိုတာတိုက်တဲ့နေရာကိုခေါ်ပါအောင်လို့ပြောတယ်စစ်ပြင်းသားတိုက်ရင်ဘာလို့ဖြစ်တော့လဲထားကြတော့အောင်လို့ကထားခြင်းနဲ့ဥရိယာမှာဖြစ်သွားတယ်သိသွားပြီအဲ့လိုတဲ့ခါမှာဘယ်လိုကြောက်လဲဒါဝိအကြံစီတဲ့ဘာလို့လဲလူတက်တာဒါဆိုရင်ဖယားကြီးရဲ့ပြည့်ညက်တော်မှာဘာပြည့်ရလဲဆိုနံပါတ်6ပြည့်ရမှာလူမတတ်ရဘူးပြောပါနံပါတ်9ပြည့်ညက်မှာဘာပြောလဲသူ့မရဘူးအောင်လို့ရမယ်မပြတ်ပါရဲ့ပြည့်တော့ဆရာမလို့ပြရမှာအပြည့်တော့ဒီနေ့ခုကိုသူတားမိတယ်ကပြည့်တော့ဆရာမကျွန်တော်လည်းသိစေကျွန်တော်ပြောပြတယ်ဘာပြောဆိုရင်ထွက်ပြအောင်ချမ်းခန်းကြီး20အပိုက်ကတိက19မှာဖတ်တယ်Israel မျိုးသားတွေဖတ်နေတာမျိုးပါ older generation လို့ပြောတယ်အဲ့ဒီတော့ဒီလူမျိုးတွေအားလုံးပုံသွားပြီးတရားဟောရခြင်းအခန်းကြီးကအပိုက်ခဏက20မှာဒုတိယကြိမ်ပြည့်တော်ဆယ်ပါပေးပါဘာလို့ new generation ပဲဖြစ်ပါဘာလို့ထွက်ပြောင်း20မှာရနေတဲ့ပြည့်တော်ဆယ်ပါရတဲ့ generation မှာယောရှိကာနဲ့မောရှိယာလို့အဲ့ချိန်မှာမရှိတော့တရားဟောတိုင်းရေးတဲ့ချိန်မှာမောရှိယာမောဘပြန်ပြန်လေသူအသက်ကုန်ပြီးမှနောက်ဆုံးမှာကြတာဖြစ်ပါသူမှာတရားဟောကြတော့ခုလိုပဲ30အခန်းကြီး33ခန်းရှိတာအဲ့တော့မှာဒီချိန်မှာတရားဟောကြခန်းကြီးမှာခရစ်က20မှာထပ်တော့ repeat ဆိုထပ်ဆင်ပြောတာပေါ့ပြည့်ဆယ်ပါထပ်ဆင်ပြောအဲ့ထပ်ဆင်ပြောပါမြင်ပါအောင်ကျွန်တော်ဂျန်နဲ့ဟာကျွန်တော်ဒီတိုင်းရေးလိုက်ကဲနံပါတ်1ဘာပြောလဲဒါဒီအဲ့လိုဒီကြုံခံရမှာရွေးလို့ကဲတယ်ပြီးခဲ့ရွေးလို့ကဲတယ်ပြီးတော့တင်းဖျားနေထားတာဖျားဖြစ်နေငါမှတော့အခြားသောဖျားကိုဆိုတယ်ဘိုးဘုရားဟုတ်ပြီဒါဒီမှာလောရအောင်ပါရေးစီအခြားဖျားလို့လေအခြားဖျားမဟုတ်ဘူးလားနံပါတ်2အထက်ရဘိုးကောင်းကလေးလည်းကောင်းအောက်ရမင်းလည်းကောင်းဒီထဲမှာရှိတဲ့ပုံစံနဲ့တူအောင်ရုပ်ခုစင်းလို့ပို့ပုံလုံးနဲ့
ဥမချဘုမပြုနေတယ်ဘယ်ကနေမှာပြောရလဲရုပ်ထုအောင်လို့ရတယ်ကိုယ်ကိုယ်ရနံပါတ်3ကဘာပြောလဲဖယားခင်ရဲ့နာမတော်ကိုမူတာနဲ့ဆက်ဆိုင်၍မတ်ဆိုရဆိုတာနာမတော်လည်းသုံးမလို့ရအောင်နော်လွယ်အောင်နာမတော်ကိုမူတာပြောရကဲနံပါတ်4ဘာပြောလဲခုနှစ်ရက်တွင်6ရက်လုံးမလို့တတ္တမနေ့ရဲ့ဒီတေးဖြားငယ်သာရဖျားဥပုပ်နေ့ဖြစ်တတ္တမနေ့ဘယ်နေ့လဲဆိုစနေနေ့ဖြစ်တယ်စနေနေ့အဲ့ဒီကိုဘိုးကွယ်ပါပြောတာဒါပြည်ရင်ဟောင်းရဖြစ်တယ်အဲ့ဒါကိုသင်ထားလို့လားတက်ခတ်ငါပြီးတေတို့ကိုကြုံခံရအဲ့ဒီဒီမှာမင်းတို့ဆောင်ခဲ့ပြီးတော့တင်းဖြားခင်သာရဖျားဖြစ်ဒါကြောင့်ဣသရေလလူတွေပြင်နေတာဒါကြောင့်နာမတစ်ပါးအခြားသောဘုရားကိုဘိုးကွယ်တာတော့ပြည့်ညက်တရားကျွန်တော်တို့ပေးတာမဟုတ်ဘူးပြည့်ညက်တရားကျွန်တော်တို့ပေးလို့ဆိုအဖြစ်ကိုသိဖို့လည်းပေးတာကဲဆိုအဲ့တော့၄ခုရှိသွားတယ်နောက်တစ်ပတ်ကဘာပြောလဲဆိုရင်နော်တင်းဖြားခင်သာရဖျားပေးသားတော်မူသောတိုင်းပြည်နဲ့တင်းသည်အတ္တတာရှိပြီးကြောင်းတင်းမိဘကိုဘာလို့ပါလဲဒါထွက်မြောက်အောင်ပြောရတာဖြစ်ပါဒီတရားဟောကြတော့ပူပြောတာရှိတယ်နည်းနည်းတစ်ခုပူသွားတယ်တက်ခါတော့နော်ဘာပြောလဲတင်းဖြားခင်သာရဖျားပေးသားတော်မူသောတိုင်းပြည်၌တင်းသည်အတ္တတာရှိ၍ကောင်းစားမည်အကြောင်းဘာလို့လဲကောင်းစားထွက်မြောက်အောင်တော့အတ္တတာရှိတာပဲပြောတယ်ဒီမှာတော့ new generation ကြောင့်မချခင်သူ့လက်ကြည့်နေရပြီကျွန်တော်မျိုးကိုပြင်ရရင်ဘောပါလို့ပြန်ဟောမှာခံနေပြီမချခင်ဝင်တော့ရောသူဆောင်ပြီးတော့ဒီတော့မောရှိတော့ကြံနေတော့သိတယ်။ကြားပြန်ပါတာပါပြောတော့သူတောင်းပြီးနှစ်ချက်ရိုက်ပြီးကြောက်နှစ်ချက်ရိုက်ပြီးဘုံမနေရတော့အဲ့တော့သိတယ်မချခင်ဝင်စားမှာဖြစ်တော့သာရပြပြီးတော့တော့တိုင်းပြန်မင်းကအသက်တာရှိမယ်တော့ဘာလို့ပြန်လဲကောင်းစားမယ်ကြောင့်မင်းရဲ့မိဘဘူးသေးပါအဲ့လိုမျိုးကွာကျန်တဲ့ဟာတော့အားလုံးတူတူပဲအဲ့ဒါပြီးတော့မှတော့ဘာဆက်ပြောလဲစီနံပါတ်8ကျတော့ပြည့်ရတော့ဘာပြောလဲကိုလေးဆက်တယ်လို့ဒီပြီးသူများများမပြင်မာရတော့ကိုလေးဆက်တယ်လို့ဒီဥစ္စာကိုဘာလို့လဲမတတ်မယ်ဆိုတော့ဆောင်းတယ်ဘာလို့ဆိုရင်မခူးရနံပါတ်9ပါလေမမှန်တော့တသိမပြူရဒီမှာလိမ့်မပြောရအောင်နောက်ပြီးတော့တစ်ဆယ်ရပါလေခုနပြောတယ်ကိုယ်ဆက်တော့ဥစ္စာဇုံခုများတက်မချင်မပြူရကျော်တာကျော်ပြီးမှကိုယ်ဆက်ပြီးဥစ္စာဇုံခုများတက်မဲ့လိုချင်တော့စိတ်မရှိရအဲ့လိုပြောတာတော့လည်းပြည့်ရတော့တစ်ဆယ်ပါရှိတယ်အဲ့ဆယ်ပါမှာတောင်းတယ်ဘယ်မှာချင်းအောင်လဲတပါသူများများကိုပြမရင်းနဲ့ဖုံးနဲ့ဘာလို့လဲဒီလိုအပစ်ကျူးလို့နေဆိုတာပေါ်နေတယ်ဘာလို့လုပ်လဲချက်ချင်းတော့ကနေ confess ဝန်ခံဖို့လို့မှားပါပြီဘယ်သူဝန်ခံဖို့ခက်ခဲဝန်ခံမဲ့စားအပစ်ကိုဖုံးနဲ့ဘာလို့မိလဲထပ်ပြီးတော့လုပ်နေတာတော့ဒီစိတ်ပြည့်စုံပြီးရင်ကျွန်တော်ရိုးသားဆုံးပဲဝန်ခံဖို့လိုတယ်ကျန်စာလည်းပြောပါတယ်ရှင်းအောင်စာပထမဆုံးတိုင်းတဲ့ပိုက်နေပေါ်မှာကိုယ့်ပြစ်တို့ကိုပေါ်ပြတောင်းပန်နေတယ်ငါတို့ပြများလို့ဒုစရိုက်ရှိတဲ့များနဲ့ကင်းစင်စေခြင်းကဘုရားခင်သည်သစ္စာပြတဲ့၎င်းဖြောင့်မတ်ခြင်းပြတဲ့၎င်းပြည့်စုံတယ်ကျန်စာလည်းပြောတော့လက်ခံအောင်ကိုယ့်ပြစ်ကိုပေါ်ပြတောင်းပန်နေငါတို့ပြများကိုလွှတ်၍တော့ဘုရားခင်ရှိမှာဘာလို့လဲ confess လို့ပြောတယ် if we confess our sins လို့ပြောတာကျွန်တော်အဖြစ်ကိုဝန်ခံရုံပဲဒါပေမဲ့ဝန်ခံမဲ့စာတာဝိကအဖြစ်ကိုဖုံးနေဘာလို့ပြီးလဲအဖြစ်ထားလို့ခိုင်ကျွန်တော်အဖြစ်ကိုရောလို့တာအပေါ်မှာဆိုလို့ဖုံးလိုက်တယ်ပေါ်တော့အောက်ပေါ်တော့အောက်ကိုပြန်ဖုံးအောက်တော့ဘေးမှာတော့ဘေးမှာဖုံးနေပတ်လည်းဖုံးနေဘောလုံးဆက်ကိုကတ်ပြီးတော့မလွတ်တော့သူဆက်ပြလို့ဘာလို့လဲဝန်ခံတတ်ဖို့ရည်ကြီးတာဝန်မခံအဲ့ခါမှာ Texas မှာရှိတဲ့အတင်းတော်ဘာအကြောင်းကျွန်တော်ပြောချင်တယ်အဲ့မှာတင်းတော်တင်းအောင်ဆရာဘာလုပ်လဲဆိုလို့ရှိရင်တော့ဒီပြည့်ညတ်တော်ဆရာဘာလုံးတယ်တာ
တော်တော်သူဘာလို့ဆိုရင်ပိုင်းခြားတော့ဒါကိုပပထမှာဟောတယ်ဒီအပတ်မှာလို့ဘာဟောတယ်ဒီအောင်ဟောတယ်ဟောတကယ်ကကြောင့်ဒါဟောမယ်ပေါ့ဒါကဟောပြီးသွားတယ်အခုတော့ဆက်ဒီတရားဟောချက်ဟောဖို့ပြင်ဆင်တဲ့ချိန်ဖြစ်တယ်သူတို့ရဲ့ဘာဟောလဲအတင်းတော်တွေမှာအမေရိကန်ဆိုအတင်းတော် draw များပါလာမဲ့ပတ်ဘာဟောလဲဆိုတော့ဘာလို့ဆိုကြိုတင်ပြောလို့ရှိတာပြေးပါဘာဟောဒီပတ်တာဟောမယ်အဲ့ဒါသူရဲ့အတင်းတော်မှာအမြဲတမ်းပုံမှန်တက်နေတဲ့တင်သားတယောက်ကလာတယ်တက်ဆက်ကဘလို့လူမျိုးတွေလဲဆိုတော့ခေါင်းပိုင်ရှိတယ်ကြားလို့နော်ခေါင်းပိုင်ပါတော့တက်ဆက်ကပေါ်လာတော့သူကတက်ဆက်ကဦးလဲနေရာဆိုတာဟာဘူးလူမျိုးခုလိုချင်းမျိုးပေါ့ဒီလိုမျိုးနေရာဒီမှာအပြင်ထွက်လာတယ်သူတို့ကဘယ်လိုပါလဲခေါ်တာတိုင်းလဲဆို Fahrenheit နဲ့ပိုင်းတော့ Fahrenheit 160 degree Fahrenheit အပြင်ထွက်လာရင်မိခိုင်းနဲ့တိုက်တဲ့ခံစားဟုတ်တာတော့ပူတော့ဘာလို့ဆိုတော့သူတို့ရဲ့ရင်ကျေးမှုရအောင်ခေါင်းပွင့်နေအများကြီးထွက်လာတော့တည်ရမလားအုတ်ထုအမြဲတမ်းဆောင်းလို့အပြင်ထွက်လို့ရှိတယ်ဆက်ကအုတ်ထုတော့တဲ့ခေါင်းပွင့်အုတ်ထုအများကြီးဆောင်းကျွန်တော်လည်း SS ပြီးတော့သွားတရားဟောတော့ကျွန်တော်အုတ်ထုဆောင်းဘာမှမပါဘူးကြာအဲ့တော့ကျွန်တော်တခါတော့တယောက်ကအုတ်ထုတော်ဆောင်းတယ်တန်ဖိုးလည်းတော်ကြည့်$85ဆိုတာအုတ်ထုကျွန်တော်တော့150ပေးရတယ်ဆရာယူတော့ကျွန်တော်ခင်လို့ဘယ်သူမှမပေးနဲ့တော့ကျွန်တော်မဆောင်းဘူးဘုံဆရာကျွန်တော်ပေးလဲဆိုရင်မကောင်းဘူးဆရာထောင်ရက်တော့ညင်ဘာဖြစ်တော့မသိတယ်မလားအဲ့လိုလေကျွန်တော်ချုပ်တာတင်းဟောပါပေးလဲဆိုရင်ယူတော့ပေါ့ဘူးတော့ကျွန်တော်ရောတော့စဉ်းစားတာအဲ့အုတ်ထုတ်ကိုပေးမယ်ပေါ့လေတန်ပေးမယ်ဆိုတာတော့လက်ဖူးပြောင်းတယ်လို့ထိတ်ပြောင်းတယ်လို့ပေးမလားဆိုတော့တောက်မှလာမလို့စေဘူးကျွန်တော်ယူပြီးထိတ်ပြောင်းလို့ပေးမယ်ပေါ့ဒါတောက်မှမလို့ဆိုတော့ဒီအုတ်ထုတ်တော့ရှိတယ်လို့ဒီကတော့ဒီမှာယူကျင်လဲကျွန်တော်ကယူခဲ့ပေးမယ်ဒါပေမဲ့လက်ဖူးတော့ပြောင်းလို့လည်းထိတ်ပြောင်းလို့အဲ့ဒါလည်းသူကအောက်ထုတ်ဆောင်လို့ချစ်တဲ့စဉ်းစားရှိတယ်ဒါပေမဲ့သူအတင်းရောရောက်တာကြတော့ကိုရီးယားကပုံတဲ့ချက်တိုင်းယောက်ျားစီခေါင်းဖုံးပြီးတော့ဖျားကိုဘိုးပဲမသိတယ်လို့ပြောတာအဲ့တော့ဘာလို့ဒါတရားဥစင်ပြည့်ဆိုရင်ဟိုနောက်မှာနိုင်ငံမှာတော့ဂျေကြီးတွေချိတ်ပြီးတော့ဘာလို့လဲသိလားအဲ့အုတ်ထုတ်တွေအားလုံးချိတ်ပြီးမှရှိလာတော့ခုံမှာထိုင်ကိုကိုယူလာအဲ့တော့ခုကပြောတတိကျတော့ဒီဟာဟောနေတဲ့အချိန်မှာဟောဖို့လုပ်နေတဲ့အချိန်မှာအတင်းသားတွေအောင်ရောက်လာသူကအုတ်ထုတ်မှာပျောက်သွားအုတ်ထုတ်မှာကြံနေမှမသိအဲ့တော့ဘာစဉ်းစားလဲဒီနေ့တော့အတင်းတော့တက်တယ်တဲဥစ္စာကောင်းကြီးပေးလို့တကယ်ထွက်သွားပြီးတော့ကျုံတဲ့အုတ်ထုတ်ကိုစောင်းပြီးတော့ယူသွားတယ်အဲ့လိုစဉ်းစားဒီနေ့ရဲ့ပြောရင်ခိုးမယ်လို့စဉ်းစားပါအဲ့တော့တရားဟောချက်ကိုနောက်ဆုံးပေါ်မှာထားတယ်တရားဟောချက်နားထောင်နောက်တော့နောက်လှည့်လှည့်ကြည့်ဘယ်အုတ်ထုတ်ယူကောင်းလဲအလဲကတော့အညောင်လေးမစိုးဒါပေမဲ့ညောင်ဖြော့တော့ဖုန်ပေးပါတယ်ပေါ့ကိုဘကတော့အညောင်ရင်ဒါတော့မစိုးဖုန်ပေးလက်ခံတယ်ငါခေါင်းလည်းကြိုက်နေတယ်အဲ့ဒါခိုးဖို့ဆုံးဖြတ်လိုက်ခိုးဖို့ဆုံးဖြတ်လိုက်ဒါတော့ယူသွားမယ်ငါကောင်းကြီးပေးတဲ့ခါမှာတည့်မလားတချို့အတင်းတော့မှဖြစ်တာလည်းရှိနေမယ်ဒီမှာတော့ရှစ်ဖြစ်လားမဖြစ်မသိဘူးဘာလို့တင်းဥစ္စာအထူးဆူတောင်းနေဆိုယုံကြည်တော့တာပဲထွက်လို့ကောင်းတဲ့ချိန်ဖြစ်တာအဲ့တော့တတ်တာလို့ပြောတဲ့ချိန်နော်ထွက်သွားတဲ့ချိန်အဲ့ကြောင့်တော့ဘိုင်းတော့ဘာလို့အထူးဆူတောင်းရှိမှာထားပြီးတရားဟောပြီးများအထူးဆူတောင်းတော့မတောင်းလိုက်နဲ့အဲ့တော့ဒီကြောက်မှကြမှာဟုတ်တော့ဟုတ်တယ်အထူးဆူတောင်းရှိလေဆိုတော့နောက်ပြန်လက်ကနေတော့တော့တော့စဉ်းစားတော့နောက်ဆုံးတစ်ချင်းဆိုတော့တင်းဥစ္စာအားမျက်စိမကောင်းကြီးပေးတာပေါ့နော် validation လို့ချိန်မှာကျုပ်တဲ့လှည့်ပြန်တော့အဲ့ဒီအုပ်စုဆောင်းတော့ထပ်သွားမယ်ဒါဆိုဘယ်တော့မှမသိတော့ဘူးလို့သာတာမသူပြောင်းချင်ကြားလဲကြားပြီးတော့သူသဘောထားပြောင်းသွားတယ်အုပ်စုမခိုးပြတော့အဲ့ဒီဥစ္စာပေါ်တော့နှုတ်ဆက်တာဆရာကြီးဆရာဒီတရားဟောကျွန်တော်လာတာလေကျွန်တော်ကောင်းဆရာကျွန်တော်စိတ်တက်လာအဲ့ဘာဖြစ်လို့လဲသူများအုပ်စုခိုးလာဆရာဒါပေမဲ့ဆရာတရားဟောချက်ကြားတော့ကျွန်တော်ခိုးပြတော့ပေါ့အတင်းဆရာတွေကစဉ်းစားကြည့်သူတရားဟောချက်အားဖြင့်အပြည့်စုံတဲ့တော့ပြည့်မလို့ဆိုတော့ဝမ်းသာဆရာဟာလက်စွပ်လို့စတော့ပြားကြီးကောင်းကြီးပြပါစီပါညာသူစဉ်းစားတယ်ဘာလဲမခိုးနဲ့လည်းမပြောရသေးဘူးမခိုးနဲ့ဆိုတော့ဓမ္မပြောမှလည်းနောက်ပါမှပြောမှရှေ့ပါမှပြောမှအဲ့ဒါနဲ့သူစဉ်းစားတော့အုတ်တော်ကိုခိုးဖြစ်တာလို့ပြောတယ်ဆရာပထမချက်ပြောလို့လည်းကျွန်တော်ယူမဆိုင်ပါဆရာဒီချက်ပြောလို့ယူမဆိုင်ဒါပေမဲ့ဒီချက်မှာတာဟာယူဆိုင်ဘာဖြစ်လို့ကျွန်တော်အုတ်တော်ခိုးဖို့မလို့တော့ဘာကြောင့်ဆိုကျွန်တော်အုတ်ထုတ်ဘယ်နေရာမှာကြံနေဆိုသိသွားလို့ပဲအချို့တော့ဘာမှကြံနေတာလေ
သူများများပြမိုင်းနေကြတယ်ကျွန်တော်အခုခိုးစရာမလိုတော့ဘူးလို့အပြစ်တော့ရှောင်းလို့ရှောင်းနေတယ်ဘာပေါ်ပါလဲအပြစ်ပေါ်ပါခိုးတော့မခိုးပါပေါ်ပါလေသူလုံးတဲ့ပြစ်မဖြစ်လေပေါ်ပါဒါကြောင့်ဒေသခုနှစ်နဲ့ဆရာဘာပြောလဲသိလားအဲ့ဖိုင်အောင်အပြစ်မှာပါပဲကောင်းသောအကျင့်ကိုကျင့်နိုင်သောသူတော်ကောင်းတယောက်မှမရှိအပြစ်မှာပါပဲလို့ပြောမှာဒေသနာခုနှစ်20ပတ်ထားတယ်ပေါ့ကျုပ်ကဒါဝိကြောင့်ကြည့်ရင်လူမတိုက်ရတပ်လိုက်တယ်သူများမှပြမရဘာလို့လဲပြမဒီကပြမတော့ခုနှစ်ကစားတတ်မှမပြညာခုနှစ်ကစားပြမတာတတ်မှမအဲ့ဒါပြီးမှမဖြစ်တယ်သူ့လေကိုသူကိုယ်ဓာတ်နဲ့ကိုင်မှမပတ်တဲ့တော့သူ့အကြံစီနဲ့တားလိုက်တာသူ့ကြံစီတားလိုက်ဒါပြီးမဲ့ဒါဝိကဘာလို့လဲဆိုရင်200ခန်းကြီး7မှာအဲ့လိုပြမှားတယ်ပြမှားပြီးမဲ့လူတက်ကိုတားလိုက်တယ်အဲ့ဒီအမှုတွေလုပ်နေပြီးမဲ့ကျမ်းစာဘာပြောလဲသိလားဒါဝိအဖြစ်ကိုဝန်မခံဘူးလို့ပြောပါတယ်ဟောထားတယ်ဘယ်ချင်းဒီဟောထားတယ်အဲ့ချိန်မှာသူစတဲ့စာက38ခုမြောက်သောစာအပိုက်ငယ်တိကရှင်ဖြစ်ပါတယ်အမှဘာပြောလဲသိလား The condition of unconfessed sins ဒီမှာလိုက်ပါအောင်ဒုစရိုက်အဖြစ်ကိုဝန်မခံပြီးခံစားရတော့အခြေအနေများအယိုးထဲမှာကြာမှချင်းမရှိဘူးတော့လူမလုံနေတယ်ဥကောင်းကနေခြေပွားတယ်ရောင်ရမ်းတော့တာရည်ရွယ်တော့တာတက်ရှိတယ်အဲ့ဒါပြောပါအဲ့လိုပြောချင်အဖြစ်သူဘာပြောချင်တာလဲဆိုလို့ရှိရင်သူ့ရဲ့ဘဝတက်ကမှာဒုစရိုက်ကိုဝန်ခံခြင်းနဲ့သူ့မှာခံစားရတယ်ပြောနေတာအင်မတန်ကြီးမားတဲ့အမေကသူခံစားနေရဒါပဲလို့ခံဘယ်ချိန်မှထားသေးလားဓမ္မရာဆိုရင်ဒုတိယစာဆောင်အခန်းကြီး7နဲ့လည်းရောက်နေတော့ဘာသာရှိမနဲ့ရတဲ့ခလေးဝေးတော့ဒါဆိုသူအဖြစ်ဘယ်လောက်ထားတာယောက်ျားဆိုတော့ကိုလာလွယ်10လဝေးလို့ပြောတော့ဘယ်လောက်လဲတစ်နှစ်ဒီပါလားဘာလို့ထားလဲဖွက်ထားတာတော့နှစ်ရခိုင်းစက်တော့သူကလည်းဝေခါမသိဘူးဖျားကြီးဘုစစ်ပြတယ်လားဖျားကြီးအဲ့ချိကာလာတော့သူတဲ့ prophet နာသန်ကိုစစ်လို့တာ prophet နာသန်ဘာလာပြောလဲအရှင်ကြီးဥပမာလေးနဲ့လာဆုံးပါတော့တဲ့သူ့ကိုသူ့ကိုပြောမှမသိဘူးလားတော့ကြီးစရာကောင်းလို့ဆိုရင်အရှင်ကြီးဤဒီတော့မျိုးမှာတတိယရောက်ရှိတယ်တိုးတွေသစ္စာတွေပြောင်းများဆိုတဲ့ပြည့်စုံတယ်တတိယအင်းသားချင်းမှာပါရှိတယ်ဆင်းရဲသားတွေပြောက်ရှိပါးပြီးရှိပါတယ်ဒါပေမဲ့သူ့မှာတစ်ကောင်ပြီးတော့တိုးမာတွေရှိတယ်ဒီကောင်လေးလို့ပြောပါအဲ့တိုးမာလေးကိုအဲ့ဆင်းရဲသားဘလို့ဖြစ်လဲဆိုရင်ကိုယ့်ရဲ့သမီးကဲတော့မှတ်ပြီးတော့ရင်ကုန်မှာထားတယ်ပြောပါတယ်ဆင်းရဲသားဒီတိုးမာတွေဘလို့ဖြစ်လဲဆိုတော့ဒါဝိတဲ့တိကျနာတော့ဘာမှမပြောချင်တယ်ဒီနာသက်တတိယတော့ဒီချမ်းသာတဲ့တခေးမှာတကယ်ကြီးတွေအဲ့တည်းရောက်လာတယ်သူ့မှာရှိရမြောက်များစွာသောတရိษံတွေရှိနေရပါနဲ့တရိษံတစ်ခေါက်မှမသက်စင်းသားရင်ဝင်မှာတပီးကဲတော့ပတ်ပြီးအိတ်တဲ့တိုးမာလေးကိုယူပြီးတက်ပြီးကျွေးပါတယ်ပြောလို့ပြောဒါဟုတ်ကဲ့ခေါင်းသားထွက်လေးစားရောစီဘယ်နဲ့စားလဲအဲ့မနာသားမှာပြောအရှိကြီးဤသူကအချားသူ့ဘာရှင်မြေမှာပဲလို့ဟာချတ်တာတော်ရချက်ဘာလို့ချက်တာသူကသူများကိုပပဆက်ဆက်လေးစားလို့စီလိုက်အဲ့တော့သူဘာခံလဲလေးစားတေးခံရတာလေးစားခံရတာသူဘာနေသေးရတယ်အောင်လို့သေးရတယ်အမရှင်လို့သေးရတယ်တော့ရှောင်းလုံးတဲ့တက်ကမှာတော့ထားတာသေးရတယ်တကယ်လေးစားတယ်ပြရမှာဒါပေမဲ့အဲ့ဒီမှာသူရဲ့အားသာချက်တော့ပါရှင်ကျွန်တော်ပြမပါပြီဆိုတော့50ခုလောက်စာလုံးစဆူခြင်းပဲဖြစ်ပါတယ်50ခုလောက်စာလုံးမောင်းဆရာပါတယ်သိလားဒါဝိဒ်ဒီဗဒေရှမနဲ့ပြမပြီးတဲ့နောက် prophet နာတဲ့ဆုံးမခြင်းကိုခံရပြီးတော့အခါစဆူတော့ဆန်းလို့ပြောတာဘာလို့လဲပြမပြီးပြီမရှိနာတဲ့ဆုံးမခြင်းခံပြီးပြီအဲ့ဒီမှာဘာလို့လဲစဆူတာအဲ့ဒါပြီးတဲ့နောက်ဘာလို့လဲသိလား30ခုလောက်စာလုံးဆက်တယ်ဘာလို့လဲအပြစ်မှကိုချင်းအပြစ်ကိုဖုံးကြည့်ရောက်တော့မင်္ဂလာရှိတယ်လို့ပြောတာသူ့ပြိုပြားခင်ဖုံးလိုက်ပြီပေါ့သူ့ပြိုပြားခင်လွတ်လိုက်ပြီပေါ့အော်ထောက်ပါတော့သူရဲ့မင်္ဂလာဆိုလို့သူကြီးဒီသူဆက်စုတဲ့ခါမှာခုရှိတာပါပဲ30ခုမှဆရာပိုက်နေရှက်မှာပြောတယ်နော်တင်ငါပုံတင်ပြီးတင်ကိုကြည့်ရှုပြုစုပြီးသူ
သူပြောတာပါဆိုလက်ခံအောင်ဉာဏ်ပညာမဲ့တော့ဉာဏ်ပညာမဲ့တော့ဉာဏ်ပညာမဲ့တော့မြင်လာတဲ့သူဖြစ်နေပြောပါဉာဏ်ပညာမဲ့တယ်ဗါတဲ့လာဘာလို့ပြောရလဲဆိုရင်မြင်ဆိုတာဘာကိုပုံဆောင်တဲ့ဟာလဲဆိုရင်ပညာကြီးကိုပုံဆောင်လာတော့ဘာပုံဆောင်ဆိုရင်စန့်ကျင်ပဲတုံလေးချင်းတောင်းလေးချင်းတော့ပုံဆောင်တာဖြစ်ပါသူ့ကိုသူပြောနေတာသူ့ကိုဘာပြောလဲသိလားငါကအပြစ်လို့ကိုမြင်လို့လင်ញံပြီးအပြစ်ကိုခံဖို့ကြောင့်ဘယ်လိုပေးလဲလာလို့နေခွေးပါလားကျောင်းရှင်ရွှေလူရှင်မျိုးကိုဖမ်းဆန်းနေမှာစုံလုံးခက်နေမှာဝင်တဲ့အခါမြင်လည်းမရှိဘူးလာလည်းမရှိဘူးမြင်တဲ့လာရဲ့ကာပတ်ဖြစ်တဲ့မြဲကလေးစီတာအဲ့ဒါကြောင့်ဖြစ်ပါတော့ဟောလားမြင်လည်းမရှိဘူးလာလည်းမရှိဘူးဘာစီလဲကာပြားဖြစ်တဲ့မြဲလေးကိုစီတာအဲ့ဒါကြောင့်ဖြစ်ပါဖမ်းဆန်းနေတော့သူကညင်ပြန်ပြီးတော့မြင်သားခဲ့လို့ဖြစ်တဲ့သူ့ကိုသူပြောတာတော့စေလိုက်ခိုင်းအောင်အပြစ်လို့ရနေွေပြီးအပြစ်ကိုခံရလင်းရပါတော့ပြောချင်ဘာတော့ဘာလို့လဲအပြစ်လို့ဖို့လင်းရအပြစ်ကိုခံဖို့နေွေကျွန်တော်ကြတော့ဘာဖြစ်ရလဲလုပ်ရှင်ပြောတာတော့လုပ်ဖို့ပြောတာမဟုတ်အပြစ်လို့ဖို့နေဖြစ်လို့မစလုပ်ပြီးလဲဝန်ခံဖို့အမြန်ဆုံးဖြစ်မြန်စေချင်တယ်။အဲ့ဒီမှာနာတော်ဆုံးတဲ့စကားတွေတစ်ချက်ကြည့်အောင်။အဲ့မှာဘာမှမသိဓမ္မရဆိုရင်ဒုတိယစာဆောင်အခန်းကြီး7နဲ့အပိုင်းငယ်ဆုံးတော့ဖတ်ကြည့်အောင်။နေ့ရ7နဲ့အပိုင်းငယ်ဆုံးတော့ကြားရင်တို့အားလုံးဖတ်ကြည့်အောင်။ဒါဝိဒ်ကလည်းထာဝရဘုရားကိုသင်တော်ပါနာသန်ကဝင်ချ၍နာသန်ကအသက်တော်ကိုချမ်းသာစေခြင်းကထာဝရဘုရား၏ကိုယ်တော်စိတ်ကိုပေတော်မူကြောက်ပြီနာသန်ကအသက်တော်ကိုချမ်းသာစေခြင်းကထာဝရဘုရား၏ကိုယ်တော်ဖြစ်ကိုပေတော်မူဒါကဘာလို့လဲပြည့်အောင်အဲ့ဒါကြောင့်က32မျိုးဆက်ဆက်တာအဲ့ဒါကြောင့်အဲ့ဒါအဖြစ်မှပြခြင်းလူစိတ်ပြကိုဟုတ်ချင်းလို့ရောက်တော့သူဒီမင်္ဂလာရှိလက်စားတော်မူခြင်းထာဝရဘုရားအပြစ်တင်တော်မူခြင်းနဲ့ကင်းလို့တော်သူဒီမင်္ဂလာရှိကိုယ်စိတ်လုံးလက်စားခြင်းနဲ့ကင်းလို့တဲ့သူထာဝရဘုရားအပြစ်တင်တော်မူခြင်းကင်းလို့တဲ့သူချမ်းသာပြောပါအဲ့ဒီကြောင့်ကို32မျိုးဆရာပိုက်ရဲ့တင်းမြစ်ကိုဗမာပြောစီရောဘောဆရာခန်းကြီး၄အပိုက်ရဲ့ခရစ်ရှင်မှာထပ်ပြောပါဒါဝိဒ်ကရောမမျိုးစာရေးမှာအဲ့ကျမ်းစာပြသုံးတာပြရပါတယ်ဒါတော့အင်္ဂလိပ်မှာပတ်စီတယ်ကဲဆိုဒီမှာအဓိကပြောချင်တာဘာလဲဆိုရင်ဒါဝိဒ်မာရီပထမမှာတော့သူများမရအောင်ပြင်ပါတာပြလိုက်ကျွန်တော်ပြောခဲ့တယ်နော်ပထမမှာတော့ဘာလဲသူများမရအောင်ဖြစ်တာလေပြင်ပါတာနောက်ဘာလို့ပြီလဲလူတတ်တယ်အသက်ကိုတတ်ပြီလူတတ်ပြီပြည့်ရပါလို့ဆိုရင်အဲ့ဒါပြည့်တယ်ရှိပါတယ်ကျန်စာခွဲပြီးမှကြည့်အောင်ကြောက်ကဘာဖတ်လဲဆိုလို့ရှိရင်ဝုပြုအကျမ်းအခန်းကြီး20အပိုက်ငယ်30ကိုဖတ်စီရပါတချေလေးပတ်ဖို့ပြင်ဆင်ရအောင်နောက်ပြောဘာဖတ်လဲဆိုရင်ခမ်းမြောက်လာ21အပိုက်ငယ်7ကိုဖတ်စီခမ်းမြောက်လာ21အပိုက်ငယ်7ကိုဖတ်စီဘာမှကြောက်ဝုပြု20အပိုက်ငယ်10ထားရအောင်အဲ့ဒီကောင်ပိတ်သက်တိချာနာအောင်ကြည့်အောင်ကဲဝုပြု20အပိုက်ငယ်10သူမယားကိုပြစ်မှားတော်သူသည်မာယွန်းသောမိမနဲ့တကွအတေသက်ချင်းကိုအမှန်ခံရမည်။ဒါပါ။သူများပြစ်မှားရင်ဘာခဲ့လဲ။ဘာလို့ခံမလဲ။အသေးသက်ချင်းကိုအမှန်ခံရမယ်။ဒါဘာဒါဝိဘာလို့လို့လဲ။တေဖို့လို့လား။လို့တယ်။ကြတော့ကြောက်ခက်တော့20စနစ်ခိုင်းရအောင်။လူကိုတေတော်သူဒီအသေးသက်ချင်းကိုအမှန်ခံရမယ်။ဒါပါပြီ။လူရဲ့တက်ကိုတတ်တော့သူလည်းဘယ်လိုခံမလဲ။အသေးသက်ချင်းကဒါဆိုဒါဝိဒီဘယ်ခါတေဖို့လို့လဲ။လက်ခါကွမ်းတေဖို့လို့သူများမရပြစ်မှားတဲ့ကြောင့်တစ်ချိန်လူတတ်တဲ့ကြောင့်ပါလေတစ်ချိန်ဒါပညာတရားပြောတာဒီကျမ်းစာဘာပြောနေလဲဆိုဒီကဒေါဝိဒ်ကအင်မတန်မှဒီနေ့လေးလာတော့သူကဖြူစင်ဖြောက်ပတ်တဲ့သူပဲဒီဖြူစင်ပေါ့အဲအလုံးကနေနေတဲ့သူပဲသူ့ဘက်ကပြစ်မှားဒါလေးရှိတာဒါလေးပဲရှိတာမအဲ့ဒါလေးကပဲ
သူအသက်တည်ဖို့လည်းဘယ်နဲ့ချိန်လဲပညာတရားကောင်းစုတယ်ရမယ်ဘယ်တော့တည်အဲ့ဒါဟောဆရာတက်ခါပညာတရားဒီပညာတရားဒီအကောင်းဆုံးသောသူကိုအဆိုးဝါးဆုံးဖြစ်စေဒီလိုပညာတရားတော့မရှိခင်ဒါမျိုးဖြစ်ပါ့မလားကျွန်တော်ခုနပြောခဲ့တယ်လူဆိုတာမလုံးနဲ့ဆိုမှဖြစ်တယ်မပြတ်မားနဲ့ဆိုရင်ဥမာမယုံရင်လက်တွေ့လို့တော့မဖြစ်စေချင်ပါဘူးဘယ်နှခါမနဲ့မှာအိတ်ခါထားပြီးတော့မျိုးသားများငါဒီနေ့ဒီမျက်လုံးကဘာဘယ်သူမှမကြည့်တော့ဘူးလို့ပြင်ရင်ပြုပြီးအိတ်ခါထားလာခဲ့ကြပါညနေရောက်မှသိမှသာဒီနေ့အကြီးဆုံးနေ့ဖြစ်ပါမယ်ဒီမှာအောင်ဆိုင်ရောမလို့တော့ဘူးလို့တတ်မယ်အိမ်ကဘာလို့လဲအလုံးစုံအောင်ဆိုင်အဖြစ်ကဖိလို့ရအဖြစ်ကဖိတယ်လေ spring လို့ပဲကြွတယ်အဲ့ဒါပြောတိုင်းဘုရား20ရသူများမရပြမာတော့သူဒီပြမာတော့မိမတဲ့ကအတင်းတက်ချင်းကိုအမှန်ခံရမယ်လူတက်ကိုတတ်တော့သူဒီလည်းဘာခံလဲအတင်းတက်ချင်းမှန်ခံမယ်တော့ဒါဝိပ္ပဟာသိရမယ်သိလားဒါကြောင့်မေးတော့ဒါဝိသိဖို့လို့လားသိလားဘာကြောင့်ဘာကြောင့်ပိဿဘာကြောင့်သိဖို့လို့လားဟုတ်စီခုနကဂိမ်းနာဆိုဘာပြောခဲ့လဲထိုက်တယ်တော်လေသစတူသိဖို့လည်းခိုက်တာလေဒါရတယ်ဒါကြောင့်ပြည့်ညက်ဘုရားတက်ကိုတတ်တဲ့ဟာလို့ပြောပါတယ်မြန်မာမှာအင်္ဂလိပ်မှာပြောစင်ခေါ်တယ်သူက Talento case လို့ပြောတယ်ပြည့်ညက်ဘုရားတက်ကိုတတ်တယ်လို့မြန်မာလိုပြောတာပြန်တာအော်ဒီမှာဘာပြောဆိုလို့ရှိရင်သူဒီအတေတက်ကိုဘယ်နဲ့ခါလဲနှစ်ခါမသိလားဘာလို့မသိတာလဲဖယားခင်ရဲ့ဘာကြီးမားမားကြီးလဲဂရုဏာကမိတ်ဆွေကျူးလွန်တဲ့အဖြစ်ထက်ကြီးသွမ်းကြီးတယ်ဟာလေလုယာမကြီးရင်ပညာတရားကသူဘာပြရတော့လဲအတတ်ပြရတော့မှာအတင်တကြီးခံမှာဘာအဲ့ကဘယ်လိုလုပ်ခဲ့လဲဆိုရင်ပညာတရားက a life for a life a life for a life a two for a two တွားတွေဝါချောင်းတွေဝါချောင်းမျက်လုံးသုံးတွေမျက်လုံးသုံးအသက်တွေအသက်တိုင်းစီပညာတော့သူများတက်ကထားပြဘာပြရမှာလဲအသက်ပြရမှာလက်ပြောလူတက်ကိုတတ်တော့သူဒီအိမ်ကမှအတိတ်တချင်းကိုခံရမယ်သူမရဘူးပြမတော့သူဒီလေပြမတော့မိမနဲ့တော့အတိတ်တချင်းကိုအိမ်ကမှခံရတော့ဒါဝိကအတိတ်ကိုခံထိုက်လားဘာလဲချိန်တော့လဲဘာလို့မသိတော့ပြားကြီးယူတော့ကြီးမားတယ်ပညာပြားနဲ့ယူတာပြားကြီးတယ်ဒီလိုပညာပြားကကြီးမားရင်တော့ဒီဘာပြရမှာလဲဒီခက်တာကကျန်းစာပါပြောဆိုလူဒီဟေပြောတာစာခန်းကြီးကိုအပိုက်နဲ့လက်ဆက်ခွန်ရတခါပဲတည်တာဒါတော့ဘယ်ခါတည်ပြရလဲဘယ်လိုတည်လဲတည်တော့သူမတည်ကြတော့ပြောလို့လည်းမရဘူးဒီကတော့ဟေပြောတဲ့စကားကျွန်တော်ကျန်းစာပြောပြလူဒီတခါလေးတည်၍ထုံတော့မှစင်ကြုံခံရမယ်Hebrew နော်ကျွန်တော် A လို့ရေးတာပါ Hebrew 9:27 Hebrew ကိုလည်းစကောလူဒီတခါတည်းလူကအချင်းကြီးခါဟာတည်ဖို့ပေါ့လူဘွားဆိုအချင်းကြီးခါဟာရဖို့ပေါ့တချို့ပါလဲ philosophy ဘာဖြစ်လဲလူကအထပ်ဖန်တယ်လေတန်ရာမှာရှိကျွန်တော်ကျမ်းစာလို့လည်းဖြစ်တယ်အဲ့ဒါမယုံလူဒီဘယ်ခါတည်ထုံတော့မှ judgment စီရင်တော့တော့တော့စီဒါဝိဒ်ပညာတရားဘယ်ခါသိလို့လဲမသိလားဘာလို့မသိလဲပညာတရားထဲဘာကြီးလဲခင်းတာညဒီမှာရှိနေမို့ကျွန်တော်ပြောနေတယ်အပြစ်ကိုထားလို့ကျွန်တော်နှိုးဆော်ချင်တာမဟုတ်ခင်ဗျားဘလောက်ပဲလုပ်ခဲခယူနာကိုကြော်ခင်ဗျားပြစ်လို့မရဘာလဲလို့ရခယူနာကြီးမားနေစေဖြစ်လို့သိစေတယ်ဒါကြောင့်ခုနယေရမိမိသားစကားခိုင်းတော့20နှစ်တော့မှကျွန်တော်ပြောခဲ့တယ်ထာဝရဘုရားသည်တနာတော်မူ၍ခယူနာတော်မကုန်တော့ချငါတို့သည်ဆုံးရှုံးခြင်းတို့မရောက်ဘဲနေကြတယ်
နန်းနဲ့တိုင်းဂရုဏာတော်တိတ်ကိုခံရသစ္စာတော်သည်ကြီးမြတ်ပါ၏ How great is thy faithfulness ဖျားခင်ဘုရားသစ္စာရှိပါလေဟာလေလုယာကျွန်တော်ရဲ့အပြစ်တွေအားလုံးထဲဘုရားကိုကြည့်တယ်ဂရုဏာကြီးတယ်ဒါဝိဒ်ကဘာလို့မလဲကျွန်တော်ပြမပါပြီခုနကကျွန်တော်ဖတ်ခဲ့တယ်210ဆိုကျွန်တော်ထာဝရဘုရားပြမပါဒါသိတော့ကျွန်တော်အပြုတ်ကိုခံဖို့တအားခက်အောင်ဆက်အပြုတ်ကိုဖုံးကမကျွန်တော်ယူခံနေတော့တော့ချောင်းတာဘာလို့ပြလဲချောင်းတာလေးတော့တင်ရလို့ပေါ့ပေါ်လို့တဲ့ခါမှာကျွန်တော်တို့ကတကယ်လို့ကျွန်တော်ဒီ brother တချမ်းပြဿနာကတချမ်းကချောင်းတာပြည့်ချက်ခရီးကတော့ပေါင်းဆောင်လဲချောင်းတာမှာလုံးဟာကျွန်တော်မရတော့လူငယ်ပေါင်းဆောင်ဂျန်ရတော့ပုံကင်းလို့တော့မရတော့လူငယ်ပေါင်းဆောင်ကျွန်တော်ပြောဆရာကြီးဖြစ်မရတော့ဘူးတပည့်ယူကန်မှာလုပ်ဖြစ်ဖို့လိုတယ်ဘယ်လိုလုပ်လဲကျွန်တော်တိုင်းလာဖုန်းဆက်တော့ပဲချင်းရတယ်ကွာဆရာကြီးအချင်းကြီးကတော့မေလာဝက်ဆိုရင်မုတ်တုံညာဒီမှာနဲ့သူချောင်းတာပြီးတော့မှာမုတ်တုံညာပြီးချောင်းတာသွားလို့မရတော့ဘူးသွားလို့မရဆိုတော့ဘုံတိုင်းတွေဝင်လာတက်တာဘာဖြစ်မေလာဒုတိယအတော့ရတယ်ဆရာအဲ့ဒါနဲ့အဲ့မှာပဲလုပ်ရအောင်မင်းသွားတဲ့လူငယ်ကတော့သဘောတူတယ်ဆရာအခုဆရာရှိက confirmation ရတယ်အဲ့ကျွန်တော်သွားတော့ချောင်းတာမှာပါလို့ကြာလို့တော့လူငယ်တွေကျွန်တော်ဘာလို့တွေးဆောင်ဆို one to one ဆိုတဲ့ program လုပ်ခိုင်း1 to 1ဆိုတာဘာလဲဆိုရင်တယောက်ကနေနောက်တစ်ယောက်ခေါ်လာလို့ပြောတာကိုယ်ပြောင်းလဲပြီးကိုယ့်ရဲ့ပြောင်းလဲတဲ့တကယ်တယောက်ခေါ်လာလူငယ်တခြားဘာသာဝင်ဖြစ်မယ်အမေရိကန်ဖြစ်မယ်1 to 1အဲ့လိုကျွန်တော်အဲ့ program နဲ့ vision ပေးတာခေါ်လူတွေနဲ့ခေါ်လာချစ်စရာလည်းကောင်းခေါ်လိုက်တော့ဘာလို့လဲသူ့တခီးစိတ်ဆိုင်ရလားအတင်းတော့သူစားစိတ်ဆိုင်အားလုံးစားစိတ်ဆိုင်တယ်တော့တော့တခီးစိတ်တော့သူဆိုင်တော့ပျောက်စလို့လူပျောက်ရဖို့အတွက်လူငယ်တွေကလုပ်ကြတာဒါဒီမှာလည်းကျွန်တော်ဒီအတင်းတော့အတင်းတော့ယုံကြည်တဲ့အားပေးချင်မပြောင်းလဲသေးဘူးမြောက်သားဆိုခေါ်လာဖို့ကောင်းတာဟာလေလုယာအဲငါတို့ရန်ကုန်မှာဆိုအဲ့လိုပဲလုပ်တယ်သူတို့တကယ်ကြည့်တာဘာပြောလဲအပတ်စင်လာလို့တယ်ငါတို့တိုက်စီနဲ့လာလို့တိုက်စီကမှလည်းတိုက်စီနဲ့ခေါ်လာအေးဖျားတော့မတက်ခင်ငါတို့ breakfast စားမှာ breakfast ကျွေးချက်တယ်ပြောအဲ့ဒီတော့ဘာလို့လဲအတင်းတော့အားကြီးမားအောင်မျိုးရှင်ပါရဟာလေလုယာတယောက်ခေါ်လာတယ်အဲ့လူငယ်ယူပါယူ program မှာလည်းအတိုင်းပဲယူခက်ပါလေတယောက်ခေါ်လာကြခေါ်တော့တကယ်တယောက်သူ့ရဲ့ကျုပ်လူငယ်တယောက်သူတကယ်ကြီးတဲ့ရခိုင်သားတယောက်ခေါ်စမ်းပြီးခေါ်လာခဲ့ဆိုလာရောက်တော့ပြဿနာဘာလဲဆိုတော့လူငယ်တော့ကြောက်နေစမ်းကြတော့လောက်တာပြဿနာဘာလဲဆိုတော့